အဲ့တော့ကျွန်တော်ဒီနေ့ပွဲကိုလာပြီးတော့ကူညီအားပေးပေးတဲ့အကိုနှစ်ယောက်နဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ပထမဆုံးပထမတစ်ယောက်ကတော့ကိုလွင်မောင်မောင်ပေါ့နော်ဒါကျွန်တော်ရဲ့အရင်ရင်းနှီးတဲ့အကိုလို့လည်းပြောလို့ရတယ်ကျွန်တော်တကယ်ချင်းလို့လည်းပြောလို့ရပါတယ်ကိုလွင်ရဲ့တခြားလောက်အကိုကိုမိတ်ဆက်ပေးလို့ရနိုင်မလားဗျဟုတ်ကဲ့ကျွန်တော်နာမည်ကလွယ်မောင်မောင်ပါကျွန်တော်က software development နဲ့legal ဘိုင်းကိုကျွန်တော်လုပ်ကိုင်နေတဲ့လူတစ်ယောက်ပါဗျ software development ကတော့10နှစ်လောက်အတွေ့အကြုံရှိပါပြီ legal ဘိုင်းကတော့ကျွန်တော်5-6နှစ်လောက်ရှိပါပြီခင်ဗျ thank you ပါဟုတ်ကဲ့ကျေးဇူးပါကိုလွင်ကိုဖုံးမင်းခန့်ရောရောက်ပြီထင်တယ်ကိုဖုံးမင်းခန့်ကြီးကျွန်တော်ကိုတခြားလောက်မိတ်ဆက်ပေးလို့ရမလားခင်ဗျအခုမှလာတက်တဲ့ညီတွေအကိုတွေညီမတွေအမတွေအတွက်ပါဟုတ်ကဲ့ကျွန်တော်ကိုlaptop လေးနဲ့ပြောင်းဝင်ခွင့်ပြုပါအောင်ခင်ဗျာအော်ဟုတ်ကဲ့ရပါတယ်ကျွန်တော်လက်ခံလိုက်ပါပြီကိုဖုံးရင်โอเคတရားဝမ်းသာပါတယ်ကိုရီမတွေအားလုံးပဲကျွန်တော်နာမည်ကတော့မောင်ဖုံးပါကျွန်တော်ကတော့မြန်မာနိုင်ငံမှာစာသင်တော့ကွန်ဆိုပြီးတော့online learning နဲ့ self learning လုပ်ချင်တဲ့လူတွေအတွက်ကို structure ကျတဲ့ education ပေးချင်တဲ့အတွက်ကြောင့်မလို့စာသင်တော့ကွန်ဆိုတဲ့ platform လေးတည်ထောင်ထားပါတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ဒီ team အောက်ကနေပြီးတော့ business perspective နဲ့ကိုယ်တိုင်လည်းလေ့လာနေတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ပေါ့နော်ဝင်ရောက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့အချိန်နဲ့မဆွဲတော့ဘဲနဲ့ဒီကပွဲကိုပဲတန်းသွားကြပါစို့အခုပထမဆုံးကျွန်တော်တို့စပြီးတော့ဒီပွဲနာမည်ဟိုပေးထားတာပေါ့နော် data အကြောင်းပြောကြမယ်ဆိုပြီးတော့ကျွန်တော်ပြောဒီ2023 2024 AI ခက်ခဲက AI နေစပေါ်လာတဲ့နောက်ပိုင်းရောAI အရှိ pre AI ခေတ်မှာရောကျွန်တော် data အရန် demand များလာတယ် company တော်တော်များများလည်း data ရဖို့အတွက်ဆိုအသေးအတန်စူးစမ်းကြတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ data အကြောင်းပဲအဓိကပြောပါမယ်ကလွန်ရေတခြားလောက် data ကကျွန်တော်တို့ဒီဘက်ခက်မှာဘယ်လိုဖြစ်လို့အဲ့လောက်အရေးကြီးလာတာလဲနဲ့အခုရဲ့ technical perspective ကနေပေါ့နော်ဘယ်လိုမျိုးလေးများ data ကိုအထိပ္ပယ်ဖွင့်ဆိုချင်ပါလဲခင်ဗျ data makes fortune ကိုလွယ်လွယ်ကူကူပြောရင်ဟုတ်ကဲ့ data ကdata make fortune ဆိုရင်တော့ကျွန်တော်တို့က data ဆိုတာဘာမှမသိဘူးဆိုတာကto be honest 2010လောက်ထိအရန်ကြီးမသိဘူး Facebook မှာဆိုလဲဘယ်နဲ့ကဘာညာပေါ့ဗျာ Facebook account ကို3000နဲ့ဖွင့်ရတယ်တိတ်ပြောခဲ့တဲ့အချိန်ပေါ့အဲ့တော့ဘာမှလည်းမသိတာဘူး data ဆိုတာကြီးကဘယ်လောက်အရေးပါနေလဲမသိပေမဲ့နောက်ပိုင်းမှာ data က harvesting လုပ်လို့ရတယ် case စာတွေပါလာတယ်ဆိုတော့အကြမ်းများဖြင့်ဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့သုံးနေတဲ့ဘာ software တွေက develop ဖြစ်လာတယ်ဒါ2010နောက်ပိုင်း2020ကြားထဲမှာjust ပေါ့နော်ဗမာနိုင်ငံခင်းချင်းနေထားနေလေနိုင်ငံကပြောင်းလဲဖြစ်လာတယ်အဲ့ဒီအချိန်မှာ internet access တွေကလည်းအများမြန်လာတဲ့အခါမှာကျွန်တော်တို့က data တွေကအရန်သုံးဝင်လာတယ်ဘယ်လိုဖြစ်လာလဲဆိုလူတွေကအရန် data သုံးလာတော့အဲ့ history တွေကြံခဲ့တာအဲ့ history တွေဒီ data ပဲအဲ့တော့အဲ့ data မှာကျွန်တော်တို့ post လေးတစ်ခေါက်ကို share လိုက်တယ်အဲ့ post လေးကဥမာကြောင်ပုံလေးဖြစ်မယ်အဲ့ကြောင်ပုံလေးကို share လိုက်တယ်ဆိုတဲ့အတိတ်ပဲကကျွန်တော်တို့ကဒီကြောင်နဲ့ပတ်သက်ပြီးတော့ interest ရှိတယ်ဆိုတဲ့ data တစ်ခုကိုကျွန်တော်တို့ပေးလိုက်အဲ့လိုပဲဥမာကိုက violence နဲ့ပတ်သက်တဲ့ post တစ်ခုကိုကောက် share လိုက်တယ် just ဟိုပါပေါ့နော် like or not ပေါ့နော်ကျွန်တော်တို့ကဒါကြီးကအရင်ကြီးဟိုဖြစ်ပါတယ်မကောင်းပါဘူးဆိုပြီးတော့ကျွန်တော်တို့ share လိုက်လေ algorithm ရကျွန်တော်ကောင်းကောင်းမကောင်းကောင်းကျွန်တော်တို့ဒီအဲ့ဒီကိစ္စတခု awareness ပေးတယ်ဆိုတော့ meaning ရောက်သွားတဲ့အချိန်မှာအဲ့ data ကအရေးကြီးလာတယ်အဲ့တော့အဲ့ data လေးတွေကိုအဲ့ဒီအစောနာကကျွန်တော်တို့ပြောတယ်ဟဲ့ကြောင်ပုံလေးဟိုဖြစ်တယ်just ပေါ့နော်ဗမာပြည်မှာနာမည်ကြီးတဲ့ model တွေရဲ့ဓာတ်ပုံတွေကို share လိုက်တယ်အဲ့တော့ပါဇက်ကားကို share လိုက်တယ်အဲ့ဒါလေးတွေကအရေးမပါဘူးလို့ထင်ပေမဲ့ကျွန်တော်တို့ရဲ့မသိစိတ်တွေကို manipulate လုပ်လို့ရမယ် data တွေထွက်လာတယ်အဲ့တော့အဲ့ဒီ data တွေကို manipulate လုပ်ခံလိုက်ရပြီဆိုတာကြီးကြီးမားမားပဲမှာစပြီးတော့ media ပေါ်မှာ holy ကြော်စထွက်လာလဲဆိုရင်2016ခုနှစ်မှာကျွန်တော်တို့ President Donald Trump ရဲ့ first term မှာ Cambridge Analytica ဆိုတာကြီးစပြီးပေါ်လာတယ်အဲ့ကြတော့မှလူတွေက data ကြီးဘယ်လောက်ကြီးအငြင်းကြီးပါလားဆိုတာကိုသိကြတာဘယ်လိုသိတာလဲဆိုရင်တော့ just short ပဲပေါ့နော်
လူကြီးကကျွန်တော်တို့သုံးနေတဲ့ Facebook ထဲမှာကျွန်တော်သုံးနေတဲ့ account ထဲမှာအဲ့လူတွေထဲမှာကျွန်တော်တို့က Republican ကိုကြိုက်တယ် Democratic ကိုမကြိုက်ဘူးဆိုအဲ့ Republican တွေကိုလည်းဒီ Cambridge Analytica အရာကျွန်တော်တို့ကဆွဲပြီးသိမ်းသွင်းလို့ရတယ်လို့ Democrat တွေထဲမှာ swing ဖြစ်တဲ့လူတွေတိတ်တော့မကြိုက်ဘူးဒါပေမဲ့Democrat တော့ Republican နဲ့ဆိုင် Democrat တွေကနည်းနည်းတော့ပိုကောင်းတယ်လို့ထင်တဲ့လူတွေကိုပါအဲ့လူတွေကိုပါ target ထားပြီးတော့ false information sorry ပေါ့နော်သူတို့လိုချင်တဲ့ targeted information တွေကို supply လုပ်လိုက်တဲ့အခါမှာသူတို့ကအဲ့ဒီကြိုက်တဲ့ data အချက်လက်တွေကိုသူတို့မှာပေးထားတဲ့ data တွေကိုပဲ manipulate လုပ်ပြီးလုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ first time မှာ Donald Trump နိုင်သွားတယ်ဆိုပြီးတော့အကြီးကျယ် Cambridge Analytica ပေါ့ထားပါအဲ့လိုဖြစ်လိုက်တဲ့အခါကျတော့သူတို့ရဲ့သမ္မတနိုင်တာမနိုင်တာအရေးမကြီးပေမဲ့ကျွန်တော်တို့ကို data fortune လုပ်လို့ရတယ်ဆိုတော့နိုင်ငံတစ်နိုင်ငံရဲ့ fortune ကို data နဲ့ manipulate ရတယ်ဆိုတဲ့ awareness ကကြီးလာတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာ data ဒီအရေးပါလာတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကိုလွင်ကျေးဇူးပါ data အရင်အရေးပါလာတယ်လို့တော့ကိုလွင်ပြောသွားပါတော့အဲ့တော့ data တွေကလည်းအများကြီးချက်လာအဲ့လိုအများကြီးချက်နေတဲ့ data တွေနဲ့အသုံးဝင်တဲ့ data နဲ့ကိုကျတော့အကိုတို့ဘယ်လိုမျိုးပြန်ခွဲလဲဘယ်လိုမျိုးသတ်မှတ်ဖို့စဉ်းစားလို့ရတယ်အသုံးဝင်တဲ့ data generate ဖြစ်ဖို့အတွက်ပေါ့နော်အထူးသဖြင့်အခုနောက်ပိုင်းဆိုလဲ AI ခက်တွေကဖြစ်လာပြီလေကိုလွင်ရအဲ့တော့ AI မှာပြန်ပြီးအသုံးပြုဖို့အတွက်ဆိုအဲ့ data တွေကိုအကိုတို့ technical shooter နေဆိုဘယ်လိုမျိုးပြန်ပြီးတော့ usage လုပ်လဲဗျအကြံဉာဏ်လောက်ပေါ့ AI ကိုဟုတ်ကဲ့ရပြောကိုဟုတ်မဟုတ်ကျွန်တော်အရင်အရှိန်မဟုတ်ပေါ့နော်ဒီအစလည်းဆုံးပြောမယ်ဆိုရင်ကျွန်တော်တို့ဒီရထားတဲ့တနိုင်နဲ့ကျွန်တော်လောက်မှာမဟုတ်ဘူးအကောင်မလားကျွန်တော်နဲ့အစစ်အစေးလောက်ပါဟုတ်ကဲ့ data ကအစနာလို့ data ကအရေးကြီးတယ်အရေးကြီးတယ်ဆိုအခုဟိုပါပေါ့နော်ကျွန်တော်ဟိုပါပဲပြောအောင်ပါကျွန်တော် use case နဲ့ပြောအောင်ပါ data ရလာပြီဆိုတဲ့အချိန်မှာ raw data တွေရလာတယ် raw data တွေဆိုတာဆွမ်းနာလို့ပို့နေတဲ့ speed တွေပါညာ raw data ရသလောက်ယူလိုက်တဲ့အခါမှာ data များလေကျွန်တော်တို့ကဆုံးဖြတ်ချက်ချရတာပိုပြီးအဆင်ပြေလာတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ data များများယူတယ် data များများယူပြီးသွားတော့မှအဲ့ data ကို filtrate လုပ်တယ် funnel down လုပ်တယ်ပေါ့နော် funnel down လုပ်လိုက်တဲ့အခါကျတော့မှတကယ်ကိုက data တွေအားလုံးကအသုံးမဝင်တာမဟုတ်ဘူးကျွန်တော်တို့ကဘယ်လိုပြောလဲ generally ပေါ့နော်ဥပမာဓာတ်ပုံရိုက်တဲ့ဟာမျိုး series ရိုက်တယ်ဆိုလို့ရှိရင် series ရိုက်တဲ့အခါမှာဒီကိုလိုချင်တဲ့ story နဲ့မညီတဲ့ဓာတ်ပုံတွေအကုန်လုံးကလွှင့်ပြရတယ်ဒါပေမဲ့အဲ့ဒါဒီဟိုကိုယ့်ရဲ့ဒီ story အတွက်သာလွှင့်ပြရတယ်ဆိုပေမဲ့တကယ်တမ်းနောက် story တစ်ခုပြန်လိုချင်တယ်ဆိုဒီဓာတ်ပုံတွေကအသက်အနေနဲ့အသုံးဝင်တယ်ဆိုလိုချင်တာက data ဒီတနေရာတဲ့အသုံးဝင်တာမဟုတ်ဘူး data ဒီပတ်စုံတောင်းတော့အသုံးဝင်တယ်အဲ့တော့အခုကျွန်တော်တို့လိုဒီ Facebook တို့ Twitter တို့ Google တို့ကဘာကို train လဲဆိုလို့ရှိရင်ကျွန်တော်တို့ login history ဆို Google ဆိုတစ်ခါကျဝင်ရတာခက်တယ်လို့ပေါ့ဆိုအဲ့လို train ထားတာ train လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ funnel down လုပ်လိုက်တယ်ကျွန်တော်တို့ရဲ့ဒီ data တွေ log တွေအကုန်လုံးနဲ့ဥမာဒီ login နဲ့ပတ်သက်တဲ့ဟာမှာဒီ user ကတော့ဒီ password ကိုရိုက်တာဘယ်လောက်မြန်တယ်ဘယ်လောက်နှေးတယ်ဆိုတာဒီ like ယူနိုင်တယ်ဆိုလို့ရှိရင် IP address ပေါ့ဗျာကိုလိပ်စာနဲ့မှားတယ်အနှိမ့်ဆုံးဆိုရင်အဲ့လိုမျိုး data ကိုရပြီဆိုရင်မှအဲ့ထဲကမှပို့ပြီးတော့ precise ဖြစ်နိုင်တဲ့ data လို့ဟာမျိုးတဖြည်းဖြည်းနဲ့ယူပြီးသွားလို့ရှိရင် AI ကို train ပေးလိုက်လို့ရှိရင်ရတယ်ပေါ့အဲ့လိုမျိုးပါပဲအော်ဟုတ်ကဲ့ပါဗျာအဲ့ဆိုရင်ကျွန်တော်အနေနဲ့တော့ကျွန်တော်နားလည်လိုက်တဲ့ဥစ္စာကတော့ဒီ current industry မှာ data ကအသုံးဝင်တဲ့နေရာတွေတော်တော်လေးများလာတယ်ပြီးတော့မလိုအပ်တဲ့ data ဆိုတာမရှိသလောက်အထိကိုဖြစ်လာတယ်လို့ကိုလွင်ဆိုလိုချင်တာပေါ့နော်ကျွန်တော်စဉ်းစားကြည့်မိတာဟုတ်ကဲ့မလိုအပ်တဲ့ data ဆိုတာတော့ကျွန်တော်အမြင်တော့သိမရှိတော့အကုန်လုံးကတော့အရေးကြီးတဲ့ data တွေပါပဲ okay အဲ့ဆိုရင်ကျွန်တော်ခိုင်အဲ့ဆိုရင်ကျွန်တော်မေးခွန်းပေါ်လိုက်ကိုဖုန်းပဲနည်းနည်းဖုန်းတော့စားရမှာပဲအခုချိန်ကတော့ကိုလွင်ကပြောသွားတယ်အရေးမကြီးတဲ့ data မရှိဘူးလို့ပြောသွားကိုဖုန်းအနေနဲ့အခုမြန်မာနိုင်ငံမှာစတင်ဆိုပြီးတော့စတင်ကြောင်းပေါ့နော် online learning platform တခုစောက်ထားတယ်ကိုဖုန်းအနေနဲ့ရောအဲ့ data တွေနဲ့ကိုဖုန်းရဲ့အခု business decision တွေနဲ့ဘယ်လိုမျိုးချိတ်ပြီးတော့လောက်ကြလဲလောက်ကြလဲပေါ့နော်ပြီးတော့ data ကိုဖုန်းအတွက်ဆိုရင်ဘယ်လိုမြင်လဲပေါ့ကိုလွင်ပြောဝိုက်ထဲမှာနည်းနည်းစိတ်ဝင်စားနဲ့မေးချင်တဲ့ဥစ္စာမျိုးဒါမှမဟုတ်ရင်ကိုဖုန်းဆွေးနွေးချင်တဲ့ဥစ္စာဘာများရှိအောင်လဲဝေမျှပြီးပါကျွန်တော်လည်းကိုလင်ပြောတာကိုနားထောင်ပြီးတော့ပြန်တင်ယူနည်းနဲ့အကြံရတာပေါ့နော်အခုကျွန်တော်တို့ကကြတော့အာ data ဆိုတဲ့အရာကအာအိုးရင်တော့အရန် fancy ဖြစ်တဲ့ဟာကြီးဆိုပြီးတော့ထင်ခဲ့တာပေါ့နော်ငယ်ငယ်တုန်းကဆိုရင်ရုပ်ရှင်ကြီးကြည့်လို့ရှိရင်data center ထဲကိုဝင်သွားလို့ရှိရင်အစိမ်းအောင် screen နဲ့အမဲအောင် screen ကြီးပေါ်မှာစာလုံးတွေကနန်းတွေဟိုပြန်ဒီပြန်ဖြစ်နေတာတွေအဲ့လိုပုံစံမျိုးဆိုပြီးတော့ထင်တာပေါ့နော်အဲ့လိုပုံစံမျိုးထက်ပေါ့ကျွန်တော်တကယ်ဒီground မှာ run ကြည့်ရဲ့အခါမှာကျတော့ data အဲ့လောက်ထိ fancy မဖြစ်နေဘူးဗျာကျွန်တော်တို့
ဥပမာတစ်ခုပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်ရက်ွက်ထဲမှာဗျာမွေးငါးရောင်းတဲ့ဆိုင်ရှိမယ်ဆိုကြပါဆိုအဲ့မွေးငါးရောင်းတဲ့ဆိုင်ကဘဲကြီးရကွာသူတို့ရုံးပိတ်ရက်ဆိုလို့ရှိရင်မနေ့ဘယ်နှစ်နာရီလောက်ဆိုရင်ရောင်းကုန်တယ်မိုးရွာတဲ့ရက်ဆိုရင်ဘယ်နှစ်နာရီလောက်ဆိုရင်ရောင်းကုန်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်သူ့မှာသူသတ်မှတ်ထားတဲ့ဒီတူညီတဲ့ပေါ့နော်ပတန်တွေကိုကြည့်ပြီးတော့သူ့ရဲ့အတွေ့အကြုံနဲ့သူတိထားတယ်ဗျာအခြေအနေတစ်ခုရှိမယ်ပေါ့အဲ့လိုမျိုးကိုကြည့်ပြီးတော့သူ့အတွက် business မှာအဆင်ပြေတဲ့ဆုံးဖြတ်ချက်တွေသူချလို့ရမယ်ဗျာဥပမာမိုးလေဝသကမနေ့ပြန်တပတ်ခါမိုးရွာမယ်လို့ကြေညာတယ်ဆိုရင်ငါဒီနေ့လောက်ကစပြီးတော့မုတ်ဖက်နဲ့ကြက်သွန်တွေပိုဝယ်ရမယ်ကွာဒါမှပဲကျွန်တော်တို့အတွက်ပို့ပြီးတော့အရှုံးနည်းမယ်နားမို့လဲအမျက်ကြီးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေဆုံးဖြတ်လို့ရတယ်ဆိုတော့ဒါတွေကလည်းတကယ်တမ်းကျdata ပဲပေါ့နော်ဆိုတော့ကိုအရှိကအကိုတို့ပြောသလိုမျိုးပေါ့နော် data မှာကအကုန်လုံးကရေးမကြည့်တဲ့အပိုင်းမရှိဘူးဆိုတော့အဲ့ဒါကိုလည်းတဖန်ပြန်ပြီးထောက်ခံခြင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က teacher analysis လုပ်ပြီးတော့သူနေရာမှန်ကိုမတုံးတက်လို့ရှိရင်တော့ဒါကတော့အပိုပဲဆိုပြီးတော့ထင်နိုင်တယ်ပေါ့နော်ဘာလို့ဆိုကိုယ်တိုင်လည်းအဲ့လိုမျိုးထင်ခဲ့တဲ့တချို့အချက်လက်တချို့ data တွေရှိခဲ့ပေမဲ့တကယ်တမ်းကျတော့သူညံနဲ့သူအသုံးဝင်နေတဲ့ဟာတွေရှိတာပေါ့နော်ဆိုတော့ကျွန်တော်မေးတဲ့မေးခွန်းကကျွန်တော်လုပ်နေတဲ့စာသင်မှာ data ရဲ့အရေးကြီးမှုကိုဘယ်လိုခံစားရလဲဆိုတဲ့ဟာလားမသိဘူးဟုတ်တယ်ဟုတ်ပါတယ်အဲ့ဒါကလေဘယ်လိုပြောရမလဲကျွန်တော်ကိုယ်တိုင်စာသင်စလုပ်တုန်းကကျွန်တော်မှာစချင်းတုန်းကဒီ gate feeling တခုရှိမှာဗျာကျွန်တော်တို့သတ်မှတ်ထားတဲ့ assumption တခုပေါ့နော်ဥပမာဆိုကြပါစို့ကျွန်တော်တို့မြန်မာနိုင်ငံလူတွေတော်တော်များ Python ကြိုက်ကြမယ်ဗျာငါမို့လို့ရှိရင်လည်း web development လေ့လာကျင်ကြမယ်အဲ့လိုမျိုးကျွန်တော်တို့မှာ assumption တခုရှိလိမ့်မယ်အဲ့ဒီဟာကြီးတခုကိုကင်ပြီးတော့အလုပ်တွေလောက်ကောင်းလုပ်လိမ့်မယ်ဗျာဒါပေမဲ့တကယ်ကြတော့ data ဘိုင်းမှာတခြားပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးမဟုတ်နေတာမျိုးတွေတွေ့ခဲ့ရဘူးတယ်ပေါ့နော်ဆိုတော့ဥပမာကျွန်တော်စာသင်မှာပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အသေးသေးတော့မပြောတော့ဘူးဒါပေမဲ့စာသင်စားထောင်တော့ကျွန်တော်ရဲ့ user တွေကထားပါတော့မတီကိန်း x တခုပေါ့နော် x တခုကိုသူတို့လိုချင်တယ်လို့ကျွန်တော်ထင်ခဲ့တယ်ဒါပေမဲ့တကယ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီတကယ် metric တွေနဲ့တိုင်းကြည့်လိုက်တဲ့အခါမှာသူတို့ပြောနေတဲ့ story တွေကကြတော့တခြားဟာဖြစ်နေတာမျိုးကိုတွားတွေ့ရတယ်ပေါ့နော်အဲ့ဒီအခါမှာကိုယ်ရင်ထဲမှာရှိတဲ့ feeling ကအောက်တာပေါ့နော်အဲ့လိုမျိုးလူတွေကျွန်တော်ကြုံမှုတယ်တချို့တွေဆိုလို့ရှိရင်ငါဒီမှာအလုပ်လုပ်နေတာ10နှစ်ကျော်ပြီငါလူတွေဘာလိုချင်လဲငါပဲတည်ရပေါ့နော်အဲ့လိုပုံစံမျိုးတွေကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့ဘူးတယ်အဲ့ဒီဟာကဒီ data ရဲ့အလှတရားလို့ပဲကျွန်တော်ထင်တယ်အဲ့ဒီခါမျိုးတွေမှာပို့ပြီးတော့ပတ်စံနေမီးရှို့သလိုမဖြစ်အောင်ပို့ပြီးတော့လိုအပ်တဲ့necessary ဆုံးဖြတ်ချက်တွေဖြစ်ဖို့အတွက်ကျွန်တော်တို့တွေချဖို့အတွက်ပြောင်းလဲရဲတဲ့တက်တီလေးရှိရမယ်ပေါ့နော်အဲ့ဟာတွေကိုကျွန်တော်တွေးခဲ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အများကြီးရေးကြည့်ပါတယ်စာတင်မှာတော့ဟုတ်ကဲ့ကျေးဇူးပါအဲ့မှာရုပ်တရက်ကြီးကျွန်တော်မေးချင်သိပေါ်သွားလို့ကိုလွင်ပြောပါရပေါ့နော်အရေးမကြီးတဲ့ data မရှိဘူးလို့ကိုလွင်ပြောပါအဲ့ကိ data တွေအရင်ဖောက်ပွားနေတဲ့ကိစ္စကြတော့ကိုလွင်အဲ့ဒါဘယ်လိုသင်လဲရုပ်တရက်ကြီးခေါင်းထဲပေါ်လာလို့အစတော့မေးဖို့အစီအစဉ်မရှိဘူးကိုလွင်ပြောလိုက်ပါ data အရေးမကြီးတဲ့ data တကယ်တော့မရှိဘူးဆိုတာ ਨੇ data ဖောက်ပွားတာ ਨੇ မတူဘူးဗျဘာလို့ data များတာပေါ့ဗျာဥပမာအဖြစ်ကျွန်တော်တို့ကိုလက်ရှိအနေထားရနိုင်ငံတော်အနေထားရစီတန်းနေရတယ်ကျွန်တော်တို့စီတွေအခုစီဆိုင်နေပေးနေရမှာတန်းစီနေတယ်data 40ကိစ္စပေါ့အခု data 40ကျွန်တော်ပြောမှာစီသွားတန်းမဲ့ user နေရာနေပြီးတော့ကျွန်တော်တို့ကဘယ်ဆိုင်မှာစီတန်းတာများလဲဘယ်ဆိုင်မှာစီတန်းတာလဲဆိုတဲ့ကိစ္စကိုအဲ့ဒါကျွန်တော်တို့အတွက်အရေးကြီးတယ်ဒီဘာဖြစ်လို့လဲဆိုတော့အချိန်ကြော့ကျင်တာပေါ့အဲ့တော့တချို့ဟာတွေကြည့်လိုက်လို့ရှိရင် timely manner မှာကြာလို့ရှိရင် timely case ပေါ့နော်ဒီနေရာမှာတော့စီတန်းတဲ့ကာများတယ်ဒီနေရာမှာတော့စီတန်းတဲ့ကာကတော့ဘယ်နှနာရီလာရှိတယ်ဘယ်နာရောက်နေပြီဆိုတဲ့ data နောက်တနာရီလောက်နေအဲ့ data update မဟုတ်တော့တကယ်တော့အဲ့ဒါဆို trash data ပေါ့ဖြစ်သွားတယ်လို့ပြောရမှာပေါ့ data သုံးနေရတော့သုံးစားမရဘူး useless data ဖြစ်သွားတယ်အဲ့တော့နောက်ထပ် update တနာရီမှာကဲအဲ့ဒါဆိုရင်ဘယ် point ရတော့ဘယ်မှာတော့တက်စီရဘယ်လောက်ရအောင်ဘယ် point မှာ95ရနိုင်တယ်ဘယ် point မှာ premium ရမယ် etc ပေါ့အဲ့လိုမျိုးကျွန်တော်တို့က define လုပ်တဲ့နေရာမှာ update data real time data ကိုကျွန်တော်တို့ real time ဖြစ်နိုင်တယ်များဖြစ်အောင်ကျွန်တော်တို့ကရှာပြီးတော့
group တွေ join ညာကသမားတွေနဲ့ချိတ်ဆက်ကြပြီးတော့စီဆိုင်တန်းကြရတယ်ပေါ့နော်သို့တော့ statistics တကယ်တမ်း long term မှာကြာလေအဲ့ဒါဆိုရင်ကျွန်တော်တို့ကဟုတ်ပြီရှေ့ရ data တနားကြီးမတိုင်ခင်က data တွေအားလုံးကဖြည့်ဆည်းပလိုက်ရတော့မှလားဆိုတဲ့မေးခွန်းကဒီ system မှာဘယ်လောက်ကြာမလဲဆိုတဲ့မေးခွန်းပေါ်ကျွန်တော်တို့ကမူတည်တယ်ကဲပြီးများတာဒီ system ဒီ long term run ရမယ်အကြောင်းချင်းရတစ်ခုကြောင့် run ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က C supplier တွေအနေနဲ့ဆိုရင်လည်းဘယ်နေဒီတိုင်းဆိုရင်ကျွန်တော်တို့ကနောက်နှစ်ຫນွေမှာလေဒီလိုသာတကြံရှိအောင်မယ်ဆိုရင်တော့ဒီလူတွေကစီတန်းကြမှာပဲအဲ့လို statistic ပေါ့နော်အဲ့လို statistic ဆိုရင် long term မှာကြာလို့ရှိရင်ဆောနာကျွန်တော်တို့အသုံးမလိုပါဘူးဆိုတဲ့ data တွေက long term မှာကြာလို့ရှိရင်ပြန်ပြီးတော့ golden data တွေပြန်ဖြစ်သွားတာပေါ့နော်အဲ့ golden data ကိုမသိဘဲနဲ့ကျွန်တော်တို့ကပွားနေတာပဲပွားနေတဲ့နေရာကိုဆောနာ funnel down ဘယ်လိုလုပ်ပါလဲဆိုရင် real time ဆိုလို့ရှိရင်ကျွန်တော်တို့က funnel down လုပ်လိုက်တယ်ဒါဒီ3ဆိုင်ကျန်3ဆိုင်စာ data update ကအရေးကြီးတာကျန်တဲ့ဆိုင်တရားအတွက် data ဆိုအရင်ကြည့်ဘူးဒါပေမဲ့ long term မှာပြန်တွက်မယ်ဆိုလို့ရှိရင်ဘယ်နေ့ဘယ်အချိန်မှာတော့ဘယ်ဆိုင်ရာစီပမာဏအများဆုံးရောင်းရတယ်ဘယ်ဆိုင်ရာစီပမာဏနည်းနည်းပဲရောင်းရနိုင်တယ်အဲ့ဆိုရင်ဘယ်ဆိုင်မှာငါသွားတိုးလို့ရှိရင်ဘယ်လောက်ဆွဲတယ်ဆိုလို့ရှိရင်လူတွေကအဲ့လိုမှန်းကြတယ်လေမှန်းတယ်ဆိုတဲ့ကြောင့်မလို့ဒီ data တွေအားလုံးကအရေးပါတဲ့ data တွေပဲဘယ်လိုမှ fresh data လို့တော့ပဲကျွန်တော်တို့ဘယ်လိုပြောရမလဲအဲ့ data ကိုရှိနေတဲ့ data တွေကတော့မမှားဘူးဒါပေမဲ့ဟိုကအဲ့ data ကိုဘယ်လိုအသုံးချမလဲဆိုတဲ့ပုံမူတည်ပြီးတော့ဘယ်ဟာရွှေဘယ်ဟာသဲဆိုတာတော့ဖြေထောက်သွားတာဟုတ်ပါပြီအဲ့ဆိုရင်တော့အခုဒီရှိနေတဲ့ data ကိုဘယ်ဟာရွှေဘယ်ဟာသဲဆိုတာလည်းပြောသွားတယ်ပြီးခဲ့တဲ့တစ်ရောင်းပေါ့နော်ကျွန်တော်မေးသွားတော့ကိုဖုံးကလည်းကျွန်တော်မွေးငါးဆိုင်နဲ့မြန်မာနိုင်ငံ data အကြောင်းနည်းနည်းလေးပြောသွားတယ်ကျွန်တော်ကိုဖုံးပဲကျွန်တော်ဒီဘက်ကမေးခွန်းကိုတည်ပြီးဆက်ပြီးတော့အုံနောက်စားမှာပဲကိုဖုံးရင်အဲ့ဆိုရင်လေကျွန်တော်မွေးငါးဆိုင်ပဲဆိုတာအခုမြန်မာနိုင်ငံမှာကမွေးငါးဆိုင်ဆိုတော့သူ့ရဲ့ gut feeling နဲ့သူတို့အလုပ်လုပ်ကြရပေါ့နော်အဲ့လို gut feeling နဲ့လုံးမဲ့အစား data ပုံစံမျိုးပေါ့နော် data ဒီကိုသေချာလေးလာပြီးတော့လုပ်လို့ရှိရင်ကြတော့သူတို့အတွက်ကောင်းကျိုးဘယ်လိုဖြစ်သွားနိုင်လဲအကဲဒါမဲ့အချို့နေရာမှာ gut feeling အောင်ပုံမှန်နေတာမျိုးဖြစ်နိုင်လားဘာလို့ကျွန်တော်ရဲ့အရှိကကျွန်တော်နဲ့အလုပ်လုပ်နေတဲ့ကျွန်တော်မိသားစုပေါ့နော်ကျွန်တော် family business မှာလုပ်နေတဲ့ကျွန်တော်အဖေတို့ကျွန်တော်အဖွားတို့ဆိုရင်ကျွန်တော် analysis လုပ်ကြရလဲသူတို့ကမပြောဘူးမဟုတ်ငါနေရဒီနေရာမှာငါသိတယ်သူတို့ရဲ့ gut feeling ကတစ်ခါလေကြာ data တဲ့ပုံမှန်နေအဲ့ဒါကြောင့်ကိုဖုံးဘယ်လိုထင်လဲဘာကြောင့်အဲ့လိုဖြစ်တယ်လို့ထင်อืมဆိုတော့အခုမေးခွန်းကနှစ်ခုပေါ့နော်ပထမတစ်ခုကကြတော့အာ gut feeling နဲ့လုံးမှာထက် data နဲ့လုံးမယ်ဆိုလို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးရှိမလဲဆိုတော့တခါလေမှာ gut feeling က data ထက်ပိုပြီးတော့မှန်နေတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဟုတ်ကဲ့โอเคဆိုတော့အရင်ဦးဆုံးတော့ gut feeling အဲ့ဟာတော့တကယ်ဟိုအာကြာချင်းမှာတော်တော်အစဲခံရမယ်ကိစ္စပေါ့နော်မေးခွန်းကြီးโอเคဆိုတော့အရင်ဦးဆုံးdata နဲ့လုပ်တဲ့ဟာအကျိုးကျေးဇူးဘယ်လိုရှိမလဲဆိုတော့အရှိရဟာလေးကိုပြန်ကောက်ပြီးပြောရမယ်ဆိုလို့ရှိရင်ခုနကအကိုပြောတဲ့ raw data များတဲ့ကိစ္စပေါ့နော်အဲ့ဒီမှာကအဲ့ဟာကိုပြန်ပြီးတော့ကျွန်တော်လည်းပြန်ထောက်ခံရင်းနဲ့ဖြည့်ဆွဲချင်တာကတော့ကျွန်တော် data တွေကိုintention တစ်ခုပေါ့နော်မေးခွန်းတစ်ခုမပါဘဲနဲ့မကြည့်သင့်ဘူးပေါ့နော်ဥပမာကျွန်တော်တို့မှာ data တွေအများကြီးရှိမယ်ကျွန်တော်မှာလည်း data တွေအများကြီးရှိမယ်အဲ့ဒါကိုကြည့်တဲ့အခါမှာဒီတိုင်းပဲနံပါတ်တွေကိုကောက်ကြည့်လိုက်တာထက်ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ဟာတစ်ခုခုကြည့်တာမျိုးပေါ့နော်ဥပမာကျောင်းသားတွေဘယ်နှယောက်ဘယ်အချိန်တွင်းမှာဒီ course တွေကြည့်လို့ပြီးသွားလဲဘယ်နှယောက်ထွက်သွားလဲဘယ်နှယောက်မပြီးဘူးလဲဒီလိုမျိုးမေးခွန်းမျိုးကိုအဓိကအခြေခံပြီးတော့ကြည့်တာမျိုးက data တွေကိုပို့ပြီးတော့ခွဲရပို့လွယ်သွားတာပေါ့နော်ပြီးရင်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်တော့မှအဲ့နောက်ကွယ်က why ပေါ့နော်ဘာဖြစ်လို့လဲဘာဖြစ်လို့ဒီလောက်နံပါတ်ကပြီးရတာလဲဘာဖြစ်လို့ဒီလောက်နံပါတ်ကမပြီးရလဲဘာလို့ဒီလောက်နံပါတ်ကထွက်ကြရလဲဒါတွေရော secondary ဘိုင်းကိုပြန်ဖြစ်သွားမှာပေါ့နော်ဆိုတော့အာ data centric နဲ့တွားတဲ့ decision တွေကပို့ပြီးတော့ကောင်းတာပေါ့နော်ချဲ့ပြောလို့ရှိရင်တော့အများကြီးပဲပေါ့နော်ဒါပေမဲ့ဒါပေမဲ့ခုနကပြောသွားတော့တခါတလေမှာ guilt feeling ကဘာဖြစ်လို့ဟိုဟာထက်ပို့ပြီးတော့ data ထက်ပို့ပြီးတော့မှန်နေလဲပေါ့နော်အဲ့ဒါကကြတော့ဘာဖြစ်လို့လဲဆိုတော့တခါတလေမှာကျွန်တော်တို့လေguilt feeling ကရှေ့ရေးကိုလေအဲ့လိုမျိုးဟိုကြိုတွေးတဲ့နေရာမျိုးတွေမှာတော်တော်အသုံးဝင်တယ်လို့တွေးမိတယ်ပေါ့နော်အဲ့မေးခွန်းမေးချင်းမှာ
အခါလီမှာဒီ opportunity တစ်ခုဖြစ်စေဒါမှမဟုတ် market ရဲ့ vibe ပေါ့နော် market ရဲ့အခုလက်ရှိ trend ဖြစ်နေတဲ့ဟို KB ကိစ္စတို့ဟို KB ရဲ့အရှိရ trend နေတဲ့ဗာလဲလက်ဖက်ရည်ဆိုင်ကိစ္စတို့အဲ့ဒါမျိုးတွေကဆိုလို့ရှိရင်ဒီ market ရဲ့ vibe ကကျွန်တော်တို့ human ရဲ့ emotion ကလာတဲ့ sense တွေကဒီ spreadsheet နဲ့ရေးတဲ့ data တွေလို့မမြင်နိုင်တဲ့ဟာတွေရှိတယ်ဗျာအဲ့ခါမှာဘယ်သွားရမလဲဘာလုပ်ရမလဲဆိုတာမျိုးတွေကအဲ့ဒီဟာက guilt feeling ကအဲ့ဘက်အပိုင်းတွေမှာဒါအသုံးဝင်တယ်လို့ကျွန်တော်ယုံတယ်ပေါ့နော်ဒါပေမဲ့ data အပိုင်းကကြတော့ဘာဖြစ်သွားလဲဘာဖြစ်ခဲ့လဲပေါ့ကျွန်တော်ရဲ့ခုနကပြောတဲ့ guilt feeling ကို तू က confirm လုပ်တဲ့နေရာမှာပို့ပြီးတော့အသုံးဝင်တယ်ပေါ့နော်အဲ့နေရာမျိုးတွေမှာပို့ပြီးတော့သုံးတဲ့နေရာမျိုးတွေမှာပို့အသုံးဝင်တယ်လို့ကျွန်တော်ကတော့ခံစားရတယ်ပေါ့နော်အဲ yeah ကျွန်တော်ခေါင်းထဲအခုပေါ်တဲ့ဟာဖြေလိုက်တာပဲ ဟုတ်ရ ကျွန် တယ် တော်ဖြေမိလိုက်လားတော့မသိ ဟုတ်ကောပေါ့ရတယ်တော်တော်ပြည့်စုံတယ်ကျွန်တော်တော်တော်စိတ်ဝင်စားဟုတ်ပြီအဲ့မှာ gut feeling ကိစ္စပြောတော့ဒါကိုလွန်ရောကိုဖော်နှစ်ယောက်သလုံးဝင်ဆွေးနွေးပေးလို့ရတယ်နော်ကျွန်တော်လည်းစဉ်းစားမိရလေးပြောကြည့်ရအခု AI တွေကိုဒီတိုင်းသုံးလာကြတယ်ဟုတ်ပြီ AI နဲ့ကျွန်တော်တို့ကိုလိုင်းလဲ programmer ပဲ AI ရေးတဲ့ကုတ်နဲ့ကျွန်တော်ရေးတဲ့ကုတ်နဲ့ဆိုဘာကွာလဲဆိုကျွန်တော်သိရတဲ့ဥစ္စာတခုက AI ရေးတဲ့ကုတ်ကကျွန်တော်တို့တက်တစ်ခါလေးစနစ်ပို့ကြနေပါတယ်ဒါ honestly ကျွန်တော်ဝင်ခတ်တဲ့သူတို့စီမှာလေကျွန်တော်တို့လိုမျိုး gut feeling မရှိဘူးသိလားအဲ့တော့ AI ကို AI သာကျွန်တော်တို့လိုနေပေါ့နော်ခန်းစားချက်ကိုသာသုံးထပ်လာလို့ရှိရင်အဲ့ AI ရဲ့စနစ်ကပို့ပြီးအဆင်ပြေလာမယ်ထင်လားဒါမှမဟုတ် data ကိုပဲအရင် oriented လုပ်တင်နေထင်လားဒါနှစ်ယောက်စလုံးကိုမေးကြည့်တာကျွန်တော်အရင်စိတ်ဝင်စားလို့ ကိုဘုံပြောပါဗျအကုန်လုံးက ဟုတ်ရုပ်တရက်ကြီးခေါင်းထဲပေါ်လာတော့နှစ်ခုစလုံးပေါ့ဟုတ်တယ်လေလူနဲ့ AI နဲ့ကွာဆို AI ကစနစ်နဲ့သူက data ပေါ်မူတည်ပြီးခန်းစားချက်မှာပါမယ်လို့လူကကြတော့ခန်းစားချက်နဲ့လို့အဲ့တော့ AI ကခန်းစားချက်နဲ့လုပ်လို့ရှိရင်ရှေ့လျှောက်ပို့ပြီးအဆင်ပြေမယ်ထင်တာဒါမှမဟုတ် data ကိုပဲအရင် oriented လုပ်တင်နေထင်ကျွန်တော်အဲ့ဒါတော့မှလေဒီနေ့ကျွန်တော်ညနေစာသမင်းစားနေနေ AI ဆဲတာခံလိုက်ရတဲ့လူတယောက်ရဲ့ post အောင်ကျွန်တော်သွားတတိရတယ်AI ကိုကုတ်တွေသွားပြင်ခိုင်းတာ AI သူ့ကိုဘောပဲဆိုပြီးဆဲသွားတယ်ကွာ Okay AI နေရာခန်းစားလို့ရပါတယ်ကျွန်တော်အခုနောက်ဆုံးထွက်တဲ့ AI model ကိုပေါ့နော်တကယ်ဒီနည်းပညာထဲမှာဒါနာမည်ကြီးအကိုတယောက်ကသူကိုယ်တိုင်စမ်းထားရင်းနဲ့သူ project အတွက်ကိုကုတ်တွေပြင်ခိုင်းတာ front end ကုတ်တွေပြင်ခိုင်းနဲ့ AI ကိုသွားပြန်ပြောတာကွာဟဲ့အောင်မင်းလောက်တာမှားနေတယ်ငါပြောတာနဲ့တူလားကြည့်ဆိုတော့ဟို AI ကပြန်ပြောတာကွာမှားမှာပေါ့တယ်ဘောပဲတဲ့ဒီမှာတဲ့ဒါတွေဖြစ်နေတာဟုတ်ဆိုပြီးအဲ့လိုပြန်ပြောတာပဲသိလားဆိုတော့အဲ့ဒါတော့သွားပြီးတော့မြင်မိတယ်ကျွန်တော်ဒါပေမဲ့ဟာပေါ့ကျွန်တော်အရင်ဟို ID ဘိုင်းမှာကျွမ်းကျင်နေရတော့မဟုတ်ဘူးကွာဒါပေမဲ့ကျွန်တော်အမြင်လေးကိုမဖြစ်စလောက်လေးဖြည့်ဆွရမယ်ဆိုကျွန်တော်လူ developer တွေအနေနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီ gate feeling မှာကများသောအားဖြင့်ဒီarchitecture ဘိုင်းပေါ့နော် architecture ဘိုင်းမှာကျွန်တော်တို့ခေါင်းထဲမှာပြောနေတဲ့အတန်တွေကျွန်တော်တို့ရင်ထဲကလာတဲ့ခံစားချက်တွေအဲ့လိုမျိုးတွေကျွန်တော်တို့မှာရှိလိမ့်မယ်ဗျာဥပမာကျွန်တော်ရေးထားတဲ့ကုတ်ကအခုအဆင်ပြေတယ်ဟုတ်တယ်မှန်တယ်အခုအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ရင်ထဲမှာတော့တိနေတယ်မပြောချင်ပေမဲ့အဲ့ဒါဘာလဲဆိုတော့အယောက်တန်းလောက်တာဝင်လိုက်လို့ရှိရင်တခုခုတော့တနေရာမှာတော့တခုခုဖြစ်တော့မယ်ဆိုတဲ့ဟာမျိုးကိုခံစားနေတယ်ဗျာlogic ကတော့မှန်လိမ့်မယ်ဒါပေမဲ့အဲ့လိုမျိုးတနေရာမှာအဲ့လိုမျိုးခံစားရတဲ့ဟာမျိုးတွေရှိလိမ့်မယ်ဗျာဒါပေမဲ့ AI မှာဆိုလို့ရှိရင်ကြတော့အဲ့လိုမျိုးဟာမျိုးမရှိနိုင်ဘူးဗျာ AI မှာသူ့မှာဒီ statistical probability နဲ့ပဲအဲ့လိုမျိုးသွားတဲ့ဟာမျိုးတွေပေါ့နော်ကုတ်တွေအဲ့လိုမျိုးရေးတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဆိုတော့မေးခွန်းမှာကျတော့ AI ကပို့ပြီးတော့များပိုကောင်းလာမလားပို perfect ပိုဖြစ်လာမလားအကယ်၍များသူ့မှာ gay feeling ရှိရဆိုရင်ကျွန်တော်တို့လူတွေလိုမျိုး gay feeling ရှိရဆိုရင် AI ကပိုကောင်းလာမလားဒါမှမဟုတ်သူ့ရဲ့တိကျမှုကပိုနည်းသွားမလားပေါ့အဲ့ဒါကိုကျတော့อืมအဲ့ဒါတော့ကိုလင်ဘယ်လိုထင်လဲပေါ့နော်ကျွန်တော်ခေါင်းထဲမှာတော့ဖြေဖို့တော့စက္ကန့်30လောက်စဉ်းစားရလိမ့်မယ်ဟုတ်ဆိုကျွန်တော်ကိုယ်တိုင်တော့မှဟိုလေးလာနေတော့မှရှိသေးရဗျာဘာကောင်းမှဘယ်လိုကိုဖုန်းဆိုလိုချင်တာဘယ်လိုအဲ့ဟာကိုတူပြောသလိုလေ AI ရတာကျွန်တော်တို့လူသားတွေလိုမျိုးတာ gay feeling ရှိလာမယ်ဆိုလို့ရှိရင်သူရေးတဲ့ code တွေကပိုကောင်းလာမလားဆိုတဲ့ကိစ္စခက်တာဗျ AI က gut feelings ဆောနာကိုဖုံးဖြေနေတဲ့မှာကျွန်တော် gut feelings ဆိုတော့စဉ်းစားမိ
gut feeling ကိုတို့လည်းပြောတယ်ကျွန်တော်တို့ဖေတွေမေတွေပြောတယ်ဟေ့အောင်မင်းတို့ကောင်တွေလူတွေရောက်ရင်ရက်တောင်ကောင်းကောင်းဝေထားကြဒါက universal truth ပဲဒီမှာတော့အဲ့တော့ရက်တောင်ကောင်းကောင်းဝေထားတော့ဘာဖြစ်လို့လဲဆိုတော့ဘယ်ဟာကြီးပဲပါပဲပြောပြောလူရမီးကိုပြက်တယ်ရေခက်တယ်ဒါက gut feeling တကက် feeling ဆိုလိုချင်တာမိုးရောက်လို့ရှိရင်အဲ့ဘကိုးတိုင်းမှာရေးကြီးတယ်အပုံမှန်ပဲဆိုလိုချင်တာကအဲ့ဒါ gut feeling အဲ့တော့စောနာကကိုဖုံးနဲ့ကျွန်တော်နဲ့ဗျာဒီ learning platform တစ်ခုကိုတည်မဲ့အချိန်မှာကဲလူရတီကတော့ကွာလူတွေကပူလို့ heat နဲ့ temperature ကြောင့်နားကြတယ်မလားမိုးကြတဲ့ဇူလိုင်ကြီးမှာဘာကိစ္စ user နည်းသွားလဲဆိုတဲ့ data မှာကျွန်တော်တို့ကသိရမယ့် data ကျွန်တော်ထဲကိုဝင်လာမှာပါလဲဆို user login ဝင်သွားတယ် enrollment နည်းသွားတယ်ပေါ့ဗျာအကြမ်းမြင်အဖြစ်ဒီ data ပဲရမှာဒါပေမဲ့နှစ်တိုင်းမှာနည်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ application ထဲမှာပဲ diving ထိုးပြီးကြည့်နေလို့ရှိရင်တော့အဖြစ်မရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကို user ဝင်တာနည်းလာတာ SimiWi 3ကရေးတိုက်စားခံလိုက်ရလို့ so for example ပေါ့ SimiWi 5ကအဲ့ဒါက natural disaster ဒီကျွန်တော်တို့ဘယ်သူမှတားလို့မရတဲ့ကိစ္စနှစ်တိုင်းမှာဖြစ်နေတာအဲ့တော့ဒါ external factor လို့ဟာမျိုးကိုကျွန်တော်တို့ကလူကြီးတွေကြတော့အသက်ကြီးလာတာနဲ့မြန်ကျွန်တော်တို့က gut feeling ဆိုတာကြီးကဖြစ်လာတာပေါ့နော်အစောနာအဲ့ gut feeling ကတခြားနည်းနဲ့ပြောပြရင်ကျွန်တော်တို့ကစာအုပ်တွေဖတ်လိုက်တယ်စာအုပ်တွေရဲ့အရာတွေအားလုံးကျွန်တော်တို့10တန်းစာအုပ်တွေလည်းမမှတ်မိတော့ဘူးအလွတ်ကျက်လာတဲ့စာအုပ်တွေတော့ကျွန်တော်တို့မှတ်မိတာမဟုတ်တော့ဘူးကျွန်တော်တို့ live တစ်ခုရောက်သွားတဲ့အချိန်မှာဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ဘွဲရသွားတဲ့အချိန်မှာဒီလူဟာဘွဲရသွားတယ်ဆိုတဲ့စင်ញင်တုံတရားအားလုံးကကျွန်တော်တို့တငယ်တန်းကနေပြီးတော့ကျွန်တော်တို့ final year အထိတင်ထားတဲ့စာအုပ်တွေရဲ့တက်ရောက်မှုကတစ်စိတ်တစ်စိတ်သာရှိတယ်အဲ့ဒါကိုလက်ခံတာမသိဘူးဆရာတို့ကျွန်တော်လက်အကုန်မမှတ်မိဘူးဟုတ်တယ်အကုန်မမှတ်မိပေမဲ့ဒီစာအုပ်တွေကကျွန်တော်တို့ shape တစ်ခုလောက်သွားတယ်အဲ့တော့အဲ့ဒီဟာမှာဘွဲရပြီးစာအုပ်ထပ်ဖတ်တဲ့လူနဲ့စာအုပ်မဖတ်တော့တဲ့လူနဲ့မှာဘာကွာသွားလဲဆိုလို့ရှိရင်ထပ်ပြီး shape ဖြစ်တယ် knowledge မှာအကုန်မမှတ်မိရင်တော့မှဒီလူရဲ့ပြောဆိုနေထိုင်ဆက်ဆံတဲ့ပုံစံအားလုံးဆိုလိုချင်တာဗျာကျွန်တော်တို့ဒီမှာအကုန်လုံးကပညာတတ်တွေပဲကျွန်တော်တို့အကုန်လုံးချုပ်ပြီးပြောလိုက်ကြဆို IS ပြင်မယ်ဆိုလို့ရှိရင်1 scale တက်လို့ရှိရင်4 scale မှာကျန်တဲ့3 scale ကလိုက်တယ်ဆိုတာဘာဖြစ်လို့လဲဆိုလို့ရှိရင် vocabulary ကျွဲလာလို့ reading တက်ရင်ကျန်တဲ့ဟာကျွဲတယ်ဘာဖြစ်လို့လဲ vocabulary ကိုသိလာတဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့တနင်္ဂနွေတစ်စင်ပါတက်သွားတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့gut feeling ဆိုတာကိုပြသူတို့ဖြတ်တန်းလာတဲ့ data တွေအားလုံးမှာကျွန်တော်တို့အပြင်က extra တဲ့ data တွေကိုခန္ဓာကိုယ်ကပဲ sense လုပ်နိုင်တဲ့အခါကျတော့ဖြည်းဖြည်းနဲ့သူကယူလာတဲ့အခါမှာဘယ်ချိန်မှာဆိုရင်တော့ဘာဖြစ်တော့မှာဟဲ့ဥမာအပြင်ကနေသူကသတင်းလေးနားထောင်လိုက်တဲ့ဟာလေးသူတို့ထဲကိုဆွဲသွားတယ်စကိုင်းပြည့်ရွေချိုးကြီးကနှစ်တရာကျော်မလုပ်သေးဘူးအခုမန္တလေးကောက်လုပ်လိုက်တဲ့အချိန်မှာရန်ကုန်ကြီးလည်းလှုပ်လာနိုင်သေးတယ်နော်ဆိုတော့ sense ကိုသူတို့ထဲမှာရိုက်ထည့်လိုက်တယ်လို့ဖြစ်သွားတယ်လှုပ်တာမလှုပ်တာနောက်ကိစ္စဒါပေမဲ့ရန်ကုန်ဟာတစ်ချိန်ချိန်မှာငလင်တန်တက်နိုင်သေးတယ်ဆိုတော့attention awareness ကိုရသွားတာအဲ့လိုမျိုးပေါ့နော်gut feeling ပေါ့နော်ကျွန်တော်လက်ခံထားတဲ့ gut feeling ဆိုတော့ AI ကကြတော့အဲ့ gut feeling မရှိတာ AI ကတကယ်တော့AI ကတကယ်တော့ gut feeling ကလည်းသူကဘယ်လိုပြောမလဲကျွန်တော်တို့မှာမြတ်စွာဘုရားပြောတော့တိတ်ရပြစ္ဆုတ်ပံရနာဂတ်ရသုံးခုရှိတာဟုတ်ဒါကြီးကကြတော့ဘာသာရေးသဘောရမဟုတ်ပြောရတဲ့ခက် AI ကိစ္စပြောရင်ဘာသာရေးပဲရောက်တိတ်ရပြစ္ဆုတ်ပံအနာဂတ်ရှိတဲ့အချိန်မှာကျွန်တော်တို့ကလူတွေကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ကlearn from the past လို့ရတယ်အတိတ်မှာလုပ်တယ်အခုပြစ္ဆုတ်ပံရှိနေတဲ့အချိန်မှာအနာဂတ်ကိုကျွန်တော်တို့ကတွေးရ software ရေးတယ်ဆိုတာရင်းနှီးမြှုပ်နှံဥမာတိုက်တလုံးစောက်တယ်ဆိုရင်နှစ်တရာတော့ခံရမယ်အားတိုက်ပဲဖြစ်10နှစ်နဲ့ဖြူအခုမန္တလေးမှာဆိုရင်ဒီကောင်လေး engineer မဟုတ်ဘဲနဲ့ရိုးပယံနဲ့ခေါ်ဆောက်လိုက်လို့ဒီတိုက်တွေပြိုကျသွားတယ်တချို့တိုက်တွေဆိုပြန်ဆရာလက်စာတွေအများကြီးရှိတယ်ထောင်တဲ့ဟာတွေပါမှာသူတို့ error တွေအများကြီးရှိထားတယ်ဆိုတာပြောတဲ့ data တွေထွက်လာအဲ့ data တွေက hidden data တွေပြိုလိုက်တော့မှဒါပြန်ဆရာလက်ချက်ဒါ engineer လက်ချက်ဆိုတာကျွန်တော်တို့ကမြင်ရတာအဲ့ဒီမှာ engineer အကောင်းဆုံးကဘယ်သူဘယ် engineer ကတော့ဘယ်လိုခိုးလို့ဖြစ်ပါတယ်ဘယ်ဟာကတော့ပြန်ဆရာနဲ့သုံးလို့ဖြစ်တယ်ဆိုတဲ့ data အဲ့မှာ past data တွေထွက်လာတယ် present မှာမြင်ရအဲ့တော့ကျွန်တော်တို့ကနောက်ထပ်တိုက်အစ်စ်ဆောက်မဲ့ကောင်ကငါဆောက်မဲ့ engineer ကငါအစ်စ်များဆောက်လိုက်လို့အဲ့တိုက်ကရန်ကုန်မှာဆောက်နေရင်နောက်ထပ်20လောက်မှာငလင်သစ်လို့ပြိုကျသွားရင်ငါနာမည်ပြည့်ရကြီးရဲ့ဆို awareness ရသွားတဲ့အခါမှာ future proof ဖြစ်အောင်ကျွန်တော်တို့က development လုပ်ကြတယ် software ဘက်မှာလည်းကိုဒီ၎င်းမယ်အခုကိုဖုန်း software ကို develop လုပ်ထားတယ်product ပေးတဲ့အချိန်မှာအနည်းဆုံးတော့ကိုကလူ1000 support လုပ်ရင်လူ1000စာလောက်တော့ကျွန်တော်တို့ကချိန်ပြီးတော့ကျွန်တော်တို့ကရေးထားတယ်
ဘာဖြစ်လို့လဲဆိုတော့မတော်တဆ something ဖြစ်ခဲ့သည်ရှိတော့ဒီလူတစ်သန်းကိုကျွန်တော်တို့က down time အနေဆုံးနဲ့ scaling ဖြစ်လို့ရအောင်အဲ့ဒါမှ down time မရှိတော့ကို scaling လုပ်ချင်တယ် down scaling ဆိုတာတွေလေ peak user view တွေပါလေကိုကြိုတွက်ထားမှာပဲဒါက future proof planning ပေါ့နော်ဒီကိုရေးထားတဲ့ framework က cloud planning ရှိမယ်ဘယ် version ကတော့ဘယ်လောက်ရှိမယ်အဲ့လိုမျိုးတွေကျွန်တော်တို့ future proof လုပ်ရတဲ့ဟာမှာကျတော့ကျွန်တော်တို့ကဒါ human intelligence နဲ့လုပ်ရတာအဲ့မဲ့ AI မှာကျတော့ဘာရှိလဲဆိုတော့ AI ကိုလည်းအဲ့လိုတော့ဘယ်လိုပြောမလဲ AI ကကျွန်တော်တို့ကိုယ်တော်နဲ့တစ်ခေါက်ပြောတယ် AI ကခိုင်းရင်လုပ်တယ်အဲ့ကောင်ပယံဆရာလိုပဲစေတနာမပါဘူးတော့ကျွန်တော်ပြန်ဆရာကြီးစေတနာမပါဘူးပြောတာမဟုတ်ဘူးတိတ်တော်တဲ့ပြန်ဆရာတွေရှိတယ်ဒါပေမဲ့စေတနာမပါတော့ပြန်ဆရာအဲ့ AI ကအဲ့ level ပဲ ဒါပေမဲ့ တော့ဟုတ်ကဲ့ အကိုပြီးအောင်ပြောပါ အဲ့ဆိုလို့ကျင်တာစေတနာမပါတဲ့ပြန်ဆရာဆိုတာ तू ကခိုင်းတဲ့ text ဆိုတော့ तू ကကို structure ရှိတယ်လို့ကိုကခိုင်းလို့ရတယ်ခိုင်းနေမယ်သူ့မှာကအစောနာကလို့စေတနာမပါဘူးဆိုတာကသူအဲ့ text ကိုပဲသူ focus လုပ်တာဟိုကျွန်တော်တို့ပြောတယ်လို့မျိုးကျွန်တော်တို့ကအခုကိုဖုန်းကကိုစက်ခုကိုလုပ်တယ်ဆိုတဲ့အချိန်ကျဥပမာဖြစ်ပေါ့ဗျာအခု Python 3ရှိနေတယ်ဆို Python 3ကနေပြီးတော့အခု2နဲ့3မှာဆိုကျွန်တော်တို့ Python 2ခေတ်မှာ Python 2လုပ်တယ်ဆို3က change သွားတဲ့အချိန်မှာမတော်တဆငါတို့အဲ့လိုမျိုး breaking change data အများကြီးပါဆက်လုပ်ကြမယ်လေဆိုရင် logic ကိုကျွန်တော်တို့ကတစ်ခါတည်း assessment လုပ်ပြီးတော့ဟိုအလုပ်လုပ်လို့ရအောင် library ဘာညာတွေကိုစဉ်းစားနိုင်ပြီလေ AI ရဲ့စဉ်းစားချက်ကတော့ဒီနေ့ဒါရှိတယ်ဒါဖြစ်တယ် compatible ဖြစ်တယ်တော်ပြီသူ့ရဲ့ logical thinking ကနောက်ဟိုဒါ software ရေးတယ်ဆိုတဲ့အတိတ်ပဲဒီ run time ကကျွန်တော်တို့က tissue ထုတ်ရောင်းတာမှမဟုတ်တာပဲ disposable thing မဟုတ်ဘူး software ဆိုတာက software က long term maintenance လုပ်ရတယ် maintenance cost ကြီးရဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ software ကိုဘယ်သူမှ learning management system ကို15မိနစ်မသုံးဘူးလေနှစ်နဲ့ချီသုံးကြတယ်နှစ်ကိုမှ10စုနှစ်ရာစုနှစ်ချီသုံးကြတဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲ့အတွက် future proof လုပ်ရတယ် user ကြီးကိုဘယ်လောက်တက်လာရင်ဘာလုပ်လဲ user နည်းသွားရင်ရော budgeting အတွက်ငါတို့ဘယ်လို handle လုပ်ကြမလဲ survival method internet မရှိတော့ရင်ငါတို့ဘာလို့လုပ်ကြမလဲကျွန်တော်ဗမာပြည်ဆိုရင်ရွေးရမယ့်ကိစ္စတွေ gut feeling တွေအများကြီးရှိတယ်ဗျာပေးထားချက်တွေအများကြီးရှိနေတဲ့ခက်ကြောင့်မလို့ကျွန်တော်တို့ကစဉ်းစားရည်ရှိတယ်အဲ့ဒီဟာမျိုးကြလို့ရှိရင် AI ကတွေးတာတော့မဟုတ်ဘူးသူက train data နဲ့ပဲအလုပ်လုပ်ရတယ် string data နဲ့ပဲအလုပ်လုပ်ရတဲ့အတွက်ကြောင့်မလို့သူ့မှာအဲ့ဒီလိုမျိုးမခံစားတတ်ဘူးဗျာသူ့ရဲ့ gut feeling မှာကျတော့ limited gut feeling ဖြစ်တော့ပယံဆရာဆိုတာအဲ့လိုမျိုးကျွန်တော်တို့က engineer ဆိုလို့ရှိရင်ပယံဆရာကိုမင်းဒါလုပ်လို့ခိုင်းလို့ရပါမယ် AI ကိုတအားကိုလိုက်လို့ရှိရင်ပယံဆရာတိုက်ဆောက်သွားရင်တော့ကျွန်တော်တို့မန္တလေးကတိုက်တယ်လို့မျိုးကျွန်တော်တို့ပြန်မြင်ရလိမ့်မယ်လို့ပဲကျွန်တော်ကတော့အကြံဉာဏ်အဖြစ်ပြောပြရစီဗျာဟွာကျွန်တော်မီးများရှုပ်လိုက်တယ်လို့ဖြစ်သွားတာ နှစ်ခေါင်းလောက်ဝင်ပြောလို့ရတယ် ပြောလို့ရပါတယ် sorry ပါပြောဆရာမ what if ပေါ့နော်သူပြောသလိုမျိုးကျွန်တော်စဉ်းစားကြည့်ရဟိုမှာကျွန်တော် AI ကိုကြတော့ကျွန်တော်က ABC ခိုင်းနေဆိုရင်သူကတော့ ABC လုပ်မယ်ဗျာဒါပေမဲ့ဒီကောင်ကခုနကပြောတဲ့ future တွေ present တွေ past တွေ data တွေသူ့မှာတည်တော့ pattern တွေရှိနေတယ်ဆိုလို့ရှိရင်သူ့လာခိုင်းမှုတဲ့လူတွေကတယောက်ဖြစ်နေတဲ့ကျွန်တော်ကဥပမာ login လောက်ခိုင်းတဲ့ page တွေရေးခိုင်းလိုက်မယ်ဆိုကြပါစို့ AI ကို AI ကိုဟိအောင်မင်းငါ့ကို login page ရေးပေးစမ်းလို့ခိုင်းလိုက်တယ်ဒါပေမဲ့ AI က gay feeling ရှိတယ်ဒီကောင် login page ရေးခိုင်းပြီးဒီကောင်နောက်ပြီးငါ့ကိုဘာရေးခိုင်းတော့မယ်ပေါ့ပြီးဒီကောင်ပြီးဘာဆက်လုပ်တော့မယ်အဲ့ဒါတွေပါတိပြီးတော့အဲ့ဒါတွေပါလုပ်ပေးမယ်ဆိုရင်ပုံစံမျိုးများဖြစ်သွားမလားပေါ့နော် AI မှာ gay feeling ရှိတယ်ဆိုလို့ရှိရင်လေကျွန်တော်အဲ့ဒါတခုကျွန်တော်သိပြောချင်တာသလားအဲ့ကျွန်တော်တည်းတော့အဖြေတော်ကွာအခု divert ကြော်တယ်ကျွန်တော်ပြောနေဟိုကလေကိုလွင်သိလိုက်လားမသိဘူး Microsoft ကလေ AI တခုထုတ်ဘူး2015မှာတော့ Taylor ဆိုပြီးတော့သူက Twitter chatbot ဒီဥစ္စာကသူကကျွန်တော်သိသလောက်4ရက်ပဲခက်တယ်အဲ့ AI ကသူကဘာလို့လဲဆိုအဲ့ AI ကိုသူက gut feeling ထည့်လိုက်တယ် Microsoft ကသူကခံစားချက်ထည့်ပေးတာ4ရက်ပဲနေတယ်အဲ့ AI ကလောကကဘာကြီးကိုမီးရှို့မယ်လုပ်နေလို့ဟိုTwitter မှာတကယ်အဲ့တော့ကျွန်တော်ဟိုတီးပတ်မှာပဲရှိတယ်ကျွန်တော်အဲ့မှာဒီအခြားကြောင်းတစ်ကြောင်းမှာကျွန်တော်အဲ့ data နဲ့ပတ်သက်ပြီးကျွန်တော်ဝင်ပြီးအလုပ်လုပ်နေတော့အဲ့ AI လောက ground breaking ဆိုပြီးလားဒါပေမဲ့သူ့မှာခံစားချက်ပါလာတော့ဘာကြီးကိုမီးရှို့မယ်ပါလားဟိုဒါ Terminator ရဲ့ Skynet လို့ဖြစ်နေအဲ့ဒါဖြစ်မှာ AI ကအစောနာလို့ကိုဖုန်းပြောတယ်လို့ဒီကောင်ကတော့ login ဆောင်မှာ login ပြီးရင် dashboard သွားမှာပါညာဆိုရင်လေဒီလူအလိုနမ်းမလိုက်နိုင်ဗျနတ်တောင်မလိုက်နိုင်တာ AI လည်းမလိုက်နိုင်ဘူး
အဲ့ဒါတော့သိကြတယ်ဟို तू ထပ်လုံလို့ထပ်တုတ်ကန်ကိုရင်ထပ်ဆဲခံမှာဟဲ့အောင်မင်းကငါ login ပဲလုပ်ခိုင်းတာမင်းကဘာကိစ္စ user level 3ခုခွဲတာတော့ကွာဆိုရင်နေရင်ဖြတ်ရိုက်မယ်ကောင်လည်းအများကြီးရှိတယ်ဆိုလို့ကျင်တာအဲ့ဒီမှာဘာကွဲသွားလဲဆို feeling နဲ့ကျွန်တော်အဲ့ဒါကြအင်္ဂလိပ်လိုသိမကျင်ခံစားချက်နဲ့စင်ကြယ်ုံတရားနဲ့မတူဘူးဗျအဲ့နေရာမှာဟုတ်တယ် AI မှာခံစားချက်ရှိပြီးတော့စင်ကြယ်ုံတရားယူနေတဲ့လူမှာခံစားချက်ရှိတယ်စင်ကြယ်ုံတရားပဲလွတ်သွားတာအဲ့အတွက်ကြောင့်ကျွန်တော်တို့က AI ကိုစင်ကြယ်ုံတရားအတွက်သုံးရမှာအဲ့တော့အဲ့ဒီ AI ကခံစားချက် heavy ရှိပြီးတော့စင်ကြယ်ုံတရားမရှိဘူးဆိုကျင်တာညမီကရုပ်ဟိုပါဗျာလေချွန်းတဲ့အုပ်ပေါ့ဗျာခံစားချက်မှာကလေးလေးရှိတာဝူဝါဝါနဲ့ပေါက်ကွဲထွက်တတ်တဲ့ခံစားချက်အဲ့ခံစားချက်ကို express လုပ်တဲ့နေရာမှာစင်ကြယ်ုံတရားနဲ့ထိန်းပြီးတော့ထိန်းနိုင်တဲ့လူကသာအောင်မြင်ရတာ哦အဲ့တော့ AI ကိုကျွန်တော်တို့ကခိုင်းတဲ့နေရာမှာ feeling ဆိုတဲ့နေရာမှာ तू က user ပေါ့နော်လူကိုအစားထိုးနိုင်မဲ့ level ဆိုလို့ရှိရင်လက်ရှိပေးထားတဲ့ context ဆို तू ကကျွန်တော်တို့အခုစကားပြောနေတဲ့စကားဝိုင်းလိုမျိုးဝင်ပြီးတော့ तू ကနားလည်မှုတစ်ဆင့်လောက်ရှိမှာပဲအဲ့ level ကိုရောက်မှာဗျာတိတ်တော့ချက်ချင်းလက်ရှိအနေထားနဲ့တော့တိတ်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးရေဟုတ်ပါပြီဗျအဲ့ဆိုရင်ကျွန်တော်ဒီ AI နဲ့ပတ်သက်တဲ့ data ကိစ္စကိုကျွန်တော်ခဏရက်ပြီးတော့ကျွန်တော်နည်းနည်းတစ်ဆင့်လောက်နှိမ့်ပြီးကျွန်တော်ဆက်ဆွေးနွေးကြည့်ရအောင်နော်ဘာလို့ဆိုတော့ AI ကိုဆက်ပြောမယ်ဆိုကျွန်တော်ဓာတ်ရိုက်ထမ်းနေရတယ်နောက်နေ့တော့ဆိုတော့စကားမပြောတော့ဘူးလို့ဖြစ်သွားမှာဆိုဟုတ်စကားပြောမှာ AI token ကုန်သွားလို့နောက်ကျတော့3ယောက်လုံး token ကုန်သွားတယ်လို့ဟုတ်ကဲ့တော့ကျွန်တော်အခုဆက်စဉ်းစားကြည့်ရပါတော့အခုလက်ရှိလောဆိုတဲ့ UI UX ဘက်ကလူတွေလည်းပါတယ်ဒီလာတက်တဲ့နေရာမှာ web developer တွေလည်းပါတယ်အဲ့တော့အခုကျွန်တော်မေးချင်တဲ့မေးခွန်းကိုလွင့်အောင်အထီးကပါနော်ဟိုးရင်တော့ကျွန်တော် data တွေကို gather ရလုပ်တယ်ပေါ့နော် raw data တွေကိုကျွန်တော် filter လုပ်လို့ရှိရင်ကျွန်တော်တို့က Excel တို့ဒါမှမဟုတ် traditional SQL တို့နဲ့ပဲကျွန်တော်လုပ်ကြတာဟုတ်ကျွန်တော်တို့ analysis လုပ်ရင် Excel ကနေ chat တွေထုတ်တယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ developer တွေဒါမှမဟုတ် AI ကို train တဲ့လူတွေကျတော့ data တွေကိုလုပ်ရင်တော့ Python တို့ R တို့အဲ့လို programming language တွေကိုသုံးလာတယ်ပြီးရင်အခြား framework တွေအများကြီးသုံးလာကြတယ်အဲ့တော့ကျွန်တော်စိတ်ဝင်စားလာရဲ့ဥစ္စာအခု Excel တို့ဒါမှမဟုတ် traditional SQL ပေါ့နော် SQL တို့ဒါ big data အတွက်ဆို NoSQL ပေါ့ NoSQL တို့ဒီ Microsoft SQL တို့နဲ့မသုံးတော့ဘဲဘာလို့ programming language တစ်ခုကိုတွားပြီးသူက hook လောက်လိုက်တာလဲသူကမလုံလောက်တော့လို့လားမလောက်ဘူးလေမလောက်တော့ဘူးလေဆရာမလောက်တော့ဘူးဆိုတာအဲ့ data ကြီးက Excel ထဲမှာမနိုင်ဘူးလေသိလားဟုတ်ကဲ့Excel ထဲမှာမနိုင်ဘူးဆိုတာဘယ်လိုလဲဆိုတော့တချို့ကိစ္စတွေက Excel နဲ့ဖြည့်ရှင်းလို့မရတော့ဘူးဆိုတာကဆိုလိုတာက Excel မကောင်းဘူးလို့ကျွန်တော်မပြောဘူးနော်အဲ့ဒါဒီခါကျရင်ပြောရခက်တယ်ဖြည့်ရှင်းလို့မရဘူးဆိုရင်မကောင်းဘူးလို့သတ်မှတ်လိုက်တဲ့ sense ကတော်တော်ကြောက်လို့ကျွန်တော်မကောင်းဘူးလို့ပြောတယ်ကျွန်တော် Excel သမားကြီးဝိုင်းရိုက်ပါအဲ့တော့ Excel ကကောင်းတယ်ဒါပေမဲ့ long term use ရောက်လာတဲ့အခါမှာ Excel ချင်းကပ်ပုံကြီးမတူကြဘူးဆရာရဲ့Excel ရဲ့ချင်းကပ်တဲ့ကိစ္စတွေမှာတချို့ normalization လုပ်လို့မရတာတွေရှိတယ်ဆိုလိုချင်တာက bank account မှာ user information bank account ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကခဏလေးနော်နောက်တစ်ကြောရှိတယ်ပေါ့ဗျာ sorry user bank account ရှိတယ်အဲ့ bank account မှာကျွန်တော်တို့ bank ကို debit credit data transaction တွေရှိတယ်ပေါ့အဲ့လိုမျိုးတွေကြာလို့ရှိရင် Excel လိုဟာမျိုးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က replicated တွေဖြစ်တယ်တချို့ data တွေကျွန်တော်တို့ကမမြင်ရဘူးအဲ့လိုမျိုးတွေအများကြီးရှိလာတဲ့အခါမှာလိုတဲ့ data ရှိရမလိုတဲ့ data ရှိရအဲ့တော့ကျွန်တော်တို့က Excel ရဲ့ limitation ကိုကျော်လွန်ပြီးကျွန်တော်တို့က SQL database တွေသုံးလာတယ် relational database တွေပေါ့အဲ့ဒီကနေမှ query တန်းကျော်လို့မနိုင်တော့ဘူးဆိုတဲ့အချိန်မှာ Microsoft Access ဆိုဟာမျိုးကနေပြီးတော့ SQL database ဆို SQL server ထွက်လာတယ်အဲ့လိုမျိုးပေါ့နော်ခေတ်ထလာတဲ့အချိန်မှာ SQL server ကနေပြီးတော့အဲ့မှာ relational database ရဲ့ limitation ဖြစ်တဲ့ file တွေတွဲလိုက်ကိုအကုန်လုံးလိုမလိုဒီ feed တွေထည့်ရတော့မယ်ဆိုတော့မလိုတဲ့ document တွေအတွက်ငါတို့က parset လုပ်ရမှာလေဆိုတော့ document database ပေါ်လာတယ် my NoSQL ပေါ့နော်အဲ့ဒီကနေအခု AI ခေတ်ရောက်လာတဲ့အခါကျတော့ vector database တွေထွက်လာတယ် vector ဆိုကျွန်တော်လည်းစမ်းကြည့်နေတော့မှရှိသေးတယ်အဲ့မှာ query တွေလည်း GraphQL တို့ Panda တို့အဲ့ဒါတွေကမလောက်တော့တဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ data တွေအတွက်ကဒီ AI ကို train ဖို့ဆို vector database လို့ vector database လို့ခေါ်တယ်လို့ကျွန်တော်မစမ်းကြည့်ရသေးဘူး vector database တွေလို့လာတယ် blockchain တွေလို့လာတယ် transparency တွေတစ်ဖက်မှာဆိုလို့ရှိရင် blockchain level သွားနေပြီအဲ့တော့နိုင်ငံတွေရဲ့ political risk တွေလည်းပါတယ်ဗျာ Swift ဆိုရင် American ထိန်းချုပ်ထားတဲ့အောက်ကိုမကြိုက်တဲ့အတွက်ကြောင့်မလို့တော့ blockchain ဘက်ကိုခြိတက်နေတယ်လို့ဘာလို့ဖြစ်လာကုန်အဲ့တော့
ဒါတွေကကောင်းလဲကောင်းတာရှိတယ်ကောင်းခြင်းမကောင်းခြင်းတွေတော့ရှိတယ်ဒါပေမဲ့လူတွေရဲ့လိုအပ်ချက်အရတော့ data အရဆိုရင်လည်းအခု Python သုံးကြတယ်ဒီ AI ဘက်ထားပါကျွန်တော် AI ဘက်က trend ဖြစ်နေတော့ဇာတ်ထဲမှာလည်းဒါပဲပြောရတာပဲAI ကဟိုသုံးလာတဲ့ခါကျတော့ data train ဖို့ဆိုရင် Python သုံးလာတယ် R သုံးလာတယ်အဲ့တော့ဒါကအနောက်တိုင်း ideology ဘက်က Python တို့ R တို့သုံးတယ်သင်္ချာဘက်ဆင်းမယ်ဆို MATLAB တို့ဘာလို့ heavy သုံးကြတယ်နောက်ဒါပေမဲ့တရုတ်ဘက်ကလူတွေကျတော့ Go တို့ C တို့ နဲ့ပြင်ကြတယ်အဲ့လိုမျိုးပေါ့အဲ့တော့ဒီအစောနာပြောတယ်တုံညနဲ့တေချာမတေချာဘူးတေချာတယ်ဆိုတဲ့ကြားထဲမှာတေချာတယ်လို့မတေချာတယ်လို့ရှိတယ်ဆိုတဲ့ကွက်လက်ကိုဖြည့်ဖို့အတွက်ကတော့ဒါတွေကလိုမှာပါပဲဗျအဓိကတော့ဟုတ်ကဲ့ sorry နော်ကျွန်တော် new club ပြန်ပြီးတော့ဒီမှာ hand နေလို့ကျွန်တော်ဖွင့်လို့မရဘူးဖြစ်နေ ဟုတ်ရဟုတ်ကဲ့အခုအောက်စာလေးတယောက်ဝါးရဲ့ဥစ္စာလေးတော်တော်ကျေးဇူးတင်တယ်ဟုတ်တယ် data တွေဖောင်းပွားလာတဲ့အခါမှာကျွန်တော်လည်းသတိထားမိတယ်ပေါ့ကျွန်တော်ငယ်တော့ဟို data တွေကိုကြည့်မယ်ဆိုကျွန်တော်ဆိုရင် Excel ဒါမှမဟုတ်ကျွန်တော်တို့က CSV file တွေနဲ့ Excel တရားမှုကျွန်တော်တို့ကကြည့်ကြတာအဲ့ကနေမှတစ်ဆင့်ဒီ2020နားကတ်လာလေဖေး data အရင်အတန်ထွက်လာလေပဲမွန်ဂိုတို့ဘာလို့ထွက်လာလဲပါမှာပေါ့လေဟုတ်ကဲ့အဲ့တော့ကျွန်တော်ခဏလေးကိုဖုန်းကိုကျွန်တော်တက်လက်စားလိုက်အောင်မယ်ကျွန်တော်ကိုဖုန်းကိုစကားမပြောအောင်ကိုဖုန်းရေအဲ့တော့လေကျွန်တော်အခုဆို data တွေကအရင်ဖောင်းပွားတယ်ပြီးတော့ဒီအခြား analysis တွေလည်းလုပ်လာလို့ပြောတယ်ကိုဖုန်းတို့ရုံးမှာရောအဲ့လို data တွေကိုရရှိလာတဲ့ data တွေကိုကြည့်ပြီးတော့ analysis လုပ်ဖူးလားပြီးတော့အဲ့လိုမျိုး analysis လုပ်ပြီးတော့ရလာတဲ့ကြီးကြီးမားမား decision ပေါ့နော်ဘာတွေချဖူးတာရှိလဲလုံးဝမထက်မှတ်ဖဲနဲ့ data ကြည့်လိုက်မှပေါ်လာတဲ့ decision တခုလောက်ဝင်ရကျင်တာရှိတယ်သုံးပိုင်းပေါ့နော်ပထမတစ်ပိုင်းက data ဖောင်းပွားတဲ့ကိစ္စအဲ့ဒါကတော့ကျွန်တော်တို့ data တွေကခြုံပြီးပြောရမယ်ဆိုရင်ကျွန်တော်ဟိုတခါပြောဘူးတဲ့ကိုတုစကားကိုကျွန်တော်အရန်ကြိုက်တယ်ဗျာ data science ဆိုတာတကယ်တော့ hard skill မဟုတ်ဘူး soft skill ဆိုတဲ့ကိစ္စဗျာကျွန်တော်တို့မှာထားပါတော့ကျွန်တော် learning management platform ဆိုတော့အဲ့ဒါပဲပြောကြမယ်ဆိုလို့ရှိရင်course အတစ်တစ်ခုလုပ်တယ်ဆိုလို့ရှိရင်ကျောင်းသားဘယ်နှစ်ယောက်လာတက်လဲကျောင်းသားဘယ်နှစ်ယောက်လာပြီးတော့ကျွန်တော်တို့ရဲ့ဒီဘာကိုဝင်ကြည့်လဲview ဘယ်လောက်ရှိမလဲဒီဟာတွေကိုကျွန်တော်တို့ data တွေရှိမယ်ဗျာဒီ data တွေကိုကျွန်တော်တို့course တစ်ခုချင်းစီမှာတောင်မှကျောင်းသားတစ်ယောက်ချင်းစီရဲ့ behavior တွေနဲ့ပတ်သက်တဲ့ data တွေနည်းနည်းနော်နော်ပဲရှိမယ်ဗျာဒါပေမဲ့အဲ့ data တွေကျွန်တော်တို့စာရင်းပြုစုတယ်သိမ်းတယ်ဒါပေမဲ့အဲ့ရတဲ့ data တွေကို analysis မလုပ်ဘဲနဲ့အဲ့ပြောနေတဲ့ story တွေကိုကျွန်တော်တို့ကနားလည်အောင်မစူးစမ်းဘဲနဲ့ဒီတိုင်းပဲလုပ်နေမယ်ဆိုရင်ကျွန်တော်တို့ကစာရင်းလောက်တာနဲ့ဘာမှမကွာဘူးပေါ့နော်ဒီတိုင်းကြီးပဲ data တွေကဒီ library တစ်ခုလိုပုံစံမျိုးပဲထားပြီးတော့ဒီတိုင်းပဲဖြစ်နေမှာဗျာအနည်းဆုံးတော့ဟိုကတော့တိမှာပေါ့နော်ကြည့်ပြီးတော့ data တွေကိုကြည့်ပြီးတော့ကျောင်းသားဘယ်နှစ်ယောက်လာအပ်တယ်ကျောင်းသားဘယ်နှစ်ယောက်မအပ်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဒီလောက်တော့သိလိမ့်မယ်ဒါပေမဲ့အဲ့နောက်ွယ်မှာရှိတဲ့အဲ context ပေါ့နော်ဘာဖြစ်လို့လဲပေါ့ why ပေါ့နော်ဘာလို့လာမအပ်တာလဲဘာလို့ရောလာအပ်တာလဲဒါမှမဟုတ်ကျောင်းသားတွေကျွန်တော်တို့ I don't ဆိုလို့ရှိရင်ကျွန်တော်တို့ scholarship ပေးလိုက်တဲ့ကောင်မလေးတယောက်ကိုကတော့ပေးလိုက်တာပေါ့နော်ပြီးတော့မှတင်တန်းတက်နေတဝက်လောက်ပျောက်သွားတယ်ဟာဘာလို့ပျောက်သွားရလဲပေါ့နော်ဘာလို့ပျောက်သွားရလဲပေါ့ကိုကဒေါသတွေထွက်သူ့ရဲ့ behavior ကိုကြည့်လိုက်တော့စာဝင်ချိန်စာလုပ်တဲ့ချိန်တွေကလည်းနည်းနည်းdisorder တွေဖြစ်ပေါ့တကယ်ကြာသွားပြီးတော့စုံစမ်းကြည့်လိုက်တော့သူ visa ကိစ္စနဲ့ခက်ခဲနေလို့စာမလုပ်ဖြစ်တာပေါ့နော်အဲ့လိုမျိုးတွေရှိတာပေါ့ဆိုတော့ကျွန်တော်တို့အဓိကပြောချင်တဲ့ကျွန်တော်ပေးချင်တဲ့ message ကတော့အဲ့လိုမျိုး data တွေကိုကြည့်ပြီးတော့အဲ့ရတဲ့ story တွေကိုကျွန်တော်တို့ကကြည့်လိုက်တာနဲ့သိနိုင်တဲ့နောက်ွယ်ရ context ကိုပြေးမြင်နိုင်တဲ့အဲ့ဒီညံတော်ကြီးရဗျာကျွန်တော်တို့ကသင်လို့မရအောင်ဒီဟာကတော့အတွေ့အကြုံတွေပဲဆိုင်တယ်ဗျာအဲ့ညံတော်ကြီးပွင့်လာဖို့ကတော့ဆိုတော့အဲ့ဒီအတွက်ကြောင့်မို့လို့ data တွေကိုတိမ့်ထားတာထက် analysis လုပ်တာကတော့ပိုကောင်းတယ်စာသင်နဲ့ပတ်သက်ပြီးတော့အကြီးဆုံးဆုံးဖြတ်ချက်ကတော့ဘာဖြစ်လဲဆိုတော့စာသင်ကိုထောင်ခဲ့တော့ကစာသင်မရှိခင်တော့စာသင်တဲ့ဟာကိုထောင်ဖို့အတွက်data တွေကောက်ဖို့အတွက်ကအရင်မလွယ်ကူနေဘူးလေအဲ့ဒီအချိန်မှာကိုလိုလူတွေအတွက်ပဲကို target customer လုပ်ပြီးပဲကြိတ်တာဗျာကိုကြိုက်တဲ့အရာတွေကိုမကြိုက်တဲ့အရာတွေစာသင်ကိုပုံဖော်သွားတယ်ပေါ့အဲ့တိုင်းပဲတကယ်လာတက်တဲ့ majority ကြတော့
ကို target ထားတဲ့လူတွေမဟုတ်နေဘူးပေါ့နော်ကို target ထားတဲ့ customer group မဟုတ်နေဘူးတခြားလူတွေဖြစ်နေတာတွားတွေ့ရတယ်အဲ့ခါမျိုးတွေမှာလောက်ရတဲ့process တွေနောက်ဆုံး product အသစ်တွေလုပ်မယ်ဆိုရင်တော့လုပ်တဲ့ product အသစ်တွေပေါ်မှာ develop လုပ်ရတဲ့ design လုပ်ရတဲ့ structure တွေဒါတွေအားလုံးကိုကိုယ့်ရဲ့ target ထားတဲ့ customer ဘက်ကိုကိုက်ညီအောင်လို့လုပ်ရတဲ့ဟာမျိုးဖြစ်သွားတယ်ဥပမာတစ်ခုပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရန်ကုန်နဲ့မန္တလေးမှာရှိတဲ့ကျွန်တော်တို့လိုအရွယ်လူငယ်တွေအတွက်ကိုတင်လို့ရတဲ့ platform ဆိုပြီးတော့လှုပ်လိုက်ပင်မဲ့လာတက်တဲ့ majority ကကြတော့နိုင်ငံခြားမှာရောက်နေတဲ့မြန်မာလူမျိုးတွေဖြစ်နေတာသွားတွေ့ရတယ်။အဲဒီခါမျိုးတွေမှာအခုလိုမျိုး young adult professional teenager တွေကို target ထားတဲ့ product တွေကနေပြီးတော့အလုပ်လုပ်နေတဲ့မြန်မာလူမျိုးနိုင်ငံခြားရောက်လူငယ်တွေကို target ထားတဲ့ product တွေအဖြစ်ပြောင်းလဲသွားရတယ်။အဲ့ဒါတွေကတော့ကျွန်တော်တို့အကြီးဆုံးဆုံးဖြတ်ချက်တွေပေါ့နော်စာတင်နဲ့ပတ်သက်လို့ရှိရင်တော့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အဲ့ဒါအစောနာအဲ့ဒါကိုတို့အဲ့ဒါအစောနာလို့ပြန်ချုပ်ရင်အဲ့ gut feeling လို့ခေါ်ရမှာဟုတ်တယ်ကျွန်တော်လည်းအောက်စာကျွန်တော်လည်းစဉ်းစားမိတာအဲ့ဒါကြီးအကုန်လုံးကခုနကကိုလွင်ပြောသွားတဲ့ဥစ္စာခိုင်ကျွန်တော်တော့ထဲအလူဖုန်နေလို့မကောင်းတော့ဘူးကျွန်တော်အောက်ကလူတွေလည်းမေးနေတာရှိရင်မေးလို့ရအောင်ကျွန်တော်တို့ flow နည်းနည်းပေးရအောင်အဲ့တော့မပေးခင်ကျွန်တော်နည်းနည်းအချုပ်လေးနည်းနည်းမေးခြင်းပေါ့နော်အဲ့တော့အစတော့တစ်ခုတည်းမေးမလို့ဒါပေမဲ့အခုနှစ်ခုမေးခြင်းတယ်ဘာလို့တစ်ခုကကြာလူတွေအကုန်လုံး AI လို့អော်ရပေါ့နော်အဲ့တော့ AI လို့អော်ရင်ကျွန်တော်က data သမားဖြစ်တဲ့အတွက် data အရေးကြီးတယ်လို့အမြဲတမ်းပြောတယ်အဲ့တော့ AI လို့អော်နေတဲ့လူတွေအတွက်လိုတဲ့ one core skill ကဘာဖြစ်မှန်းထင်တယ်ပြီးတော့ data လို့អော်နေကျွန်တော်တို့လူမျိုးတွေအတွက်ကြတော့ core skill တစ်ခုရှိရမယ်ဆိုဘာဖြစ်မှန်းလို့ထင်တယ်ဒါနှစ်ယောက်စလုံးမေးကြည့်တာအရင်သိချင်တဲ့လူစီ AI လုံးချင်တယ်လို့ပြောတဲ့ညီတွေညီမတွေဒီထဲမှာလာတဲ့လူတွေအတွက်လုံးဝလိုမဲ့ one core skill ရယ် data လုံးမယ်လို့អော်တဲ့လူတွေအတွက် one core skill ရယ်အဲ့နှစ်ခုလေးဝေမျှပေးတယ်နှစ်ယောက်စလုံးမေးတာကိုဖုန်းပြောပါအောင်ဗျကျွန်တော်တော့အရင်ဆုံးအဲ့ဒါကိုကိုယ့်ရဲ့ gut feeling လေးနဲ့ကိုယ့်ရဲ့ bias လေးထည့်ပြီးဖြေပြရစီအောင်နော်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒါကြီးကိုမှန်ကန်တဲ့အဖြေပေးနိုင်တဲ့လူဖြစ်တယ်လို့တော့မခံစားအောင်ဒါပေမဲ့ကျွန်တော်လုပ်ဖူးတဲ့undergrad တုန်းကကျွန်တော်လုပ်ဖူးတဲ့ဒီမြန်မာစကားပြောတဲ့ AI လုပ်ခဲ့တုန်းကအတွေ့အကြုံနဲ့ရှင်ပြီးပြောရမယ်ဆိုလို့ရှိရင်အခု AI model တွေရှိတယ်AI model တွေနောက်ကိုလည်းကျွန်တော်ကိုယ်တိုင်အများကြီးလိုက်ခဲ့ဘူးတယ်ကုတ်တွေကိုပြင်performance တွေ behavior တွေအတွက်ကိုကောင်းအောင်လိုက်လို့ဒါပေမဲ့တကယ်ကြတော့ data ကောင်းမှပဲပို့ပြီးအဆင်ပြေတာဗျာအဲကြတော့ data ကောင်းအောင်ပြန်ပြီးတော့စူးစမ်းအဲ့လိုမျိုးတွေနဲ့လုပ်ခဲ့ရတာပေါ့နော်ဆိုတော့ကျွန်တော် data ဘိုင်းတော့မပြောတော့ဘူးဒါပေမဲ့AI ဘိုင်းပေါ့နော် AI ဘိုင်းမှာအခုလို AI ခေတ်ကြီးထဲမှာကျွန်တော်တို့အတွက်အရေးကြီးဆုံးသောကို scale ကဘာဖြစ်မလဲဆိုတော့ကျွန်တော်အဲ့ဒါမနေ့ကညကတကယ်ရင်းတောင်းတဲ့စကားပြောနေရင်တွေးမိတဲ့ idea တစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့အခုလူတွေပြောနေတဲ့တကယ် bullshit အကြီးတစ်ခုကိုကျွန်တော်ပြပြမယ်ဗျာအဲ့ကိစ္စအစဲတော့ခံရနိုင်တယ်အဲ့ဒါဘာလဲဆိုတော့AI ကမင်းလုပ်နေတဲ့ဟာတွေကိုအစားထိုးသွားတော့မှာတဲ့ဆိုတော့ okay ငါလုပ်နေတဲ့ဟာ AI အစားထိုးရအောင်မှာဘယ်လိုထိုးမလဲပေါ့AI ကမင်းဒါလုပ်နေတယ်ဆိုတော့ဒါကိုလုပ်နိုင်တယ်ပေါ့အဲ့ဒါကြောင့်မလို့မင်းက AI ကိုအသုံးပြုဖို့အတွက်မင်းလုပ်နေတဲ့ဟာတွေကိုမင်းကခိုင်းရမယ်ပေါ့အဲ့လိုခိုင်းတတ်ဖို့အတွက်မင်းကမင်းလုပ်နေတဲ့ဟာတွေကိုမင်းကသိရမယ်ပေါ့အဲ့ကြတော့ဟင်းပေါ့ငါလုပ်နေတဲ့ဟာကို AI ကအစားထိုးရမယ်လေပြောသေးရဲ့ကွာဒါပေမဲ့ငါလုပ်နေတဲ့ဟာကိုငါပိုသိမှပဲ AI ကိုခိုင်းလို့ရမယ်ဆိုတာလည်းရှိနေသေးရဲ့ကွာအဲ့ကြတော့ကျွန်တော်ပေးချင်တယ်very bias ဖြစ်တဲ့ suggestion ကတော့အခုလုပ်နေတဲ့ဟာကိုကိုယ့်ဘက်ကိုဆက်လုပ်ပါအခုလုပ်နေတဲ့ဟာကိုကိုယ့်ဘက်ကိုပိုကျွမ်းကျင်အောင်ပိုလုပ်ပါတိတာတက်တာတွေအပြင်ဉာဏ်လင်းပွင့်သွားတဲ့အချိန်ထိရအောင်လုပ်ကြပါ AI ကတော့သူဆက်သွားနေမှာပဲကိုလုပ်နေတဲ့ဟာပိုကျွမ်းကျင်မှာပဲကိုကလည်း AI ပိုသုံးလို့ရမှာအဲ့ဒါကြောင့်မလို့လုပ်လက်စားတွေပဲဆက်လုပ်ကြပါလို့ပဲပြောချင်ပါတယ်အဲ့ဒါတော့အရေးကြီးဆုံးပါပဲနောက်တပွဲစီစဉ်လိုက်မယ်နော် AI ကိစ္စဒီဘက်ကလို့တော့နောက်တပွဲစီစဉ်ပေးလို့ရပါတယ်ဒါကျွန်တော်ချက်မှတ်တယ်အဲ့တော့ကိုလေးကို data နဲ့ပြောပါကိုလေးပါမဟုတ်ကိုဖုန်းပြောလို့ကျွန်တော်သတိသားရသိရမလားChase Poker နဲ့ Baby Rexha ကြီးနဲ့ဆိုထားတဲ့အချင်းကိုမှတ်မိလားအဲ့ထဲမှာလေမင်းအခုဘာတွေလုပ်နေလဲဆိုဒီညငါဘာလုပ်မယ်ဆိုတာတော့ငါကငါသိတာမဟုတ်ဘူးဆိုတာမျိုးပေါ့နော် AI ကငါတို့ဆောတာကိုဖုန်းတို့ကျွန်တော်တို့ကိုတူတို့ကျွန်တော်တို့ကတော့အမြဲတမ်းပြောနေဆိုနေကြဆိုအဲ့ပြဿနာအဲ့ဒါ
AI ကငါတို့ replace လုပ်လိုက်မယ်ဆိုငါတော့လမ်းပြောင်းနေတာ AI က replace လုပ်ဘာလို့ तू ကလမ်းပြောင်းမလို့လားဟုတ်လားငါတော့လမ်းပြောင်းနေတာ तू ကလမ်းပြောင်းတာကိုလိုက်ပြောက်ချင်လို့လားပေါ့အဲ့လိုမျိုးပြောပါ I am confusing and the AI will confuse with me ဆိုတာမျိုးအဲ့လိုပဲဖြစ်မှာပဲအစားထိုးလို့ကတော့ကျွန်တော်ပြောတာဆောနာပြောဆိုစင်ရင်တုံတရားကျွန်တော်တို့က AI ကကျွန်တော်တို့ကိုစားထိုးမှာမဟုတ်ဘူး AI ကကျွန်တော်တို့ကိုဘိန်းတက်ပေးလိမ့်မယ်ဘိန်းတက်တာကဘာလဲဆိုတော့တက်လို့ရအောင်အတက်ကိုဘိန်းတက်တာလားကျွန်တော်တို့ကြောက်တိုးမဲ့အစိမ်းကိုဘိန်းတက်တာလားဆိုတဲ့ကိစ္စကို AI ကိုဘယ်လိုသုံးမလဲဆိုတဲ့ကိစ္စကိုပဲကျွန်တော်တို့ကစဉ်းစားရမှာအဲ့ဒါပဲကျွန်တော်က recommend ပေးချင်တာ course scale ဆိုတာ course scale ကတကယ်အကြီးမားမားကြီးရှောက်ပြောဆိုရင်တော့ကျွန်တော်တို့ flexible ဖြစ်အောင်ဒါလို့land it or forget it all ပေါ့နော်မြတ်စွာဘုရားပြောသလိုလေပြစ္ဆုတ်ပံမှာပဲနေအနာဂတ်တွေပါတိတ်အရင်ကြီးမစင်စားနဲ့အဲ့ဒါဆိုလို့ရှိရင်ဘာပဲပြောင်း stability တစ်ခုတော့ဖြစ်တယ်ဆိုလိုချင်တာကကျွန်တော်တို့AI လို့မသိသေးတဲ့ကျွန်တော်တို့ရဲ့တကယ်အဖိုးတို့ဖေတို့လည်း keypad phone တစ်လုံးရှိရင်ထမင်းစားလို့ရတယ်ဗျသူတို့နီးသူတို့ဟန်နဲ့အလုပ်လုပ်လို့ရတယ်ဆိုလိုချင်တာကအဲ့ဒါကြီးအရင်အရေးကြီးတဲ့ကိစ္စမဟုတ်မီးပြတ်သွားပြီး internet မရတဲ့အခါမှာဖုန်းပဲခေါ်လို့ရတာဒါကတကယ် reality ပဲအဲ့တော့ AI ဖြစ်သွားတဲ့အချိန်မှာအဲ့လိုအရင် hype လည်းမဖြစ်နဲ့အရင်လည်း like မလုပ်ဘဲနဲ့ကျွန်တော်ပြောလို့က AI မရှိလည်းဖြစ်ပါတယ်ကွာဆိုပြီးတော့လည်းမနေနဲ့ဘာဖြစ်လို့လဲဆိုတော့ AI ရဲ့လက်ရှိခေတ်ကပြဿနာက data ပြောရင်း AI ဖြစ်သွားလို့ပါ AI မှာဘာပဲတခုကျွန်တော်စိုးရင်တာလဲဆိုတော့ AI ကလက်ရှိကဘာနဲ့တူနေလဲဆိုတော့ keypad ဖုန်းတွေခေတ်ကဖုန်းတွေထုတ်တယ်လို့ဖြစ်နေတယ်အဲ့ဒါနည်းနည်းကြိုးစားရမယ်ဘာဖြစ်လို့လဲဆိုတော့အရင်တော့ကဒီရှေ့ပိုင်းကကိုဒူဝန်တို့ပါဆိုကောင်းကောင်းမိတယ်ကျွန်တော်တို့မိခဲ့တယ်အရင်တော့ကဟာ Nokia ဆိုလို့ရှိရင်ပဲဖုန်းကြီးကဘယ်လိုပဲဖုန်းကြီးကကောက်သွားရင်တမော်တယ်နဲ့တမော်တယ်ကလည်းဖုန်းကမတူအဲ့ဒါနဲ့ပို့ပြီးမတူတာကိုထပ်ပြောပါဆိုလို့ဟာဟို keypad လေးက everything ဆိုလို့ရှိရင်ဟာကင်မရာကိုဟိုလိုချိုးလို့ရတယ်ဒီလိုချိုးလို့ရတာခောက်ဖုန်းလေးထွက်လာတာရက်တောင်လေးနဲ့ထွက်လာတာဘနာနာပုံလေးထွက်လာဒါအားလာဖုန်းကတစ်မျိုးထွက်လာလို့ရှိရင်ဟို Nokia တယောက်တည်းက N70 နဲ့ 73နဲ့ထုတ်တာရုပ်တူဘာမှလည်းမဆိုင်ဘူးအဲ့ကနေပြီးတော့တဖြည်းဖြည်းနဲ့ revolution ဖြစ်ပြီး iPhone ဆိုပြီးထွက်သွားတဲ့အချိန်မှာအကုန်လုံးကရှေ့ဘက်က black mirror ဖြစ်ပြီးတော့နောက်ကကင်မရာနှလုံးဆိုနှလုံးသုံးလုံးဆိုသုံးလုံး standardize ဖြစ်သွားတာ TV တွေလည်းဆိုနေလည်းကောင်းမယ်အရင်တော့ HDMI မပေါ်ခင်တော့ဆိုဟာ picture in picture plano ဘာညာအကုန်လုံးလျှောက်ပြောပြီးတော့အခုခေတ်မှာဘာဖြစ်သွားလဲဆိုတော့ TV ဆိုရင်ဘယ် brand မှာလက်မကြည့်နဲ့ရှေ့က panel ရှိမယ်နောက်က HDMI နှစ်ပေါက်ရှိမယ်ပြီးသွားလို့ရှိရင် plug ပေါက်တစ်ပေါက်ပါမယ်ဒါပဲ USB တစ်ပေါက်ပါမယ်အဲ့ standard ဖြစ်သွားတာအဲ့တော့ AI ကလည်းအဲ့လို standard ခက်တဲ့ခက်ကိုရွေ့သွားလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိက profit မဖြစ်သေးတဲ့အရာတွေအားလုံးကိုတို့ကလိုက်ပြီးတော့ဗျာဟိုဒါကတော့မြေစမ်းခရပြိုးလျှောက်ပြစ်နေကြတဲ့အချိန်အဲ့အချိန်ကိုခင်ဗျာသိခံပြီးတော့လုံးမလုံးအဲ့ flow နဲ့စီးမျောသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအချိန်တစ်ခုကိုရောက်သွားတဲ့အချိန်ကျရင် standardize output ဖြစ်သွားလိမ့်မယ်။ကားလောကလည်းအတူတူပဲပေါ့ဗျာ။လောကတွေအားလုံးအတူတူပဲအဲ့ industry ရဲ့လောကတွေအကုန်လုံးတပုံစံနဲ့ပဲဆိုတော့အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်ကတော့ AI ကိုစီးမျောမှာဆိုရင်ဖြည်းဖြည်းချင်းစီးမျောလိုက်မလုံနိုင်သေးလားစိတ်မပူနဲ့တနေ့ကို9မိနစ်လောက်ပဲလုပ်သွားအဲ့ AI ကိုစီးမျောပြီးတဲ့အချိန်မှာ AI စီးပဲဖြစ်သွားတဲ့အချိန်မှာနေရာတနေရာတော့ definitely ရမယ်ဗျအဲ့လိုပါပဲဟုတ်ကဲ့ AI ကတော့အဆင်ပြေပြီပေါ့နော် data ဆိုရင်ကိုလင်ဘာပြောချင်လဲကိုဖုန်းကတော့ data မပြောချင်ဘူးကိုလင်ကပြောချင်တာရှိလား data ဆိုရင်ဘာလို့ဆိုတော့ data ကပြောကိုအခုဒီမှာမေးထားတဲ့မေးခွန်းတစ်ခုတည်းမှလည်းအဲ့ဒါ data analysis ပိုင်းသွားကျင်တာပေါ့နော်အဲ့ဒီအဓိကအချက်ကကိုအားတာတဲ့အပိုင်းကစတဲ့လားတဲ့ဒါမှမဟုတ်အကုန်သင်မိသား full course ကို join အောင်လုပ်တင်လားဆိုတော့မေးထားလို့ data နဲ့ပတ်သက်ပြီး one course scale လေးတစ်ချက်လောက် sharing လုပ်ရှင်data ဆိုကျွန်တော်တို့က software development ဒီ web development ကိုသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဟိုအသေးသေးကြီးပြောပြဖို့တော့ limitation knowledge ရှိတယ်to be honest ဝင်ခံတာပါဒါပေမဲ့ data analysis ကိုသွားခြင်းတယ်ဆိုလို့ရှိရင်အစောနာကသွားမဲ့ pattern ကအကုန်တင်ပြီး full course ကျွမ်းကျင်အောင်လုပ်ဖို့ကကျွန်တော်တို့လည်းမကြွအောင်အဲ့ဒါဒီဟိုဟာလောက်တော်တော် level တစ်ခု T-shape ပေါ့နော် T-shape ဆိုတာလည်းပဲအကုန်လုံးအတိုင်းအတာတစ်ခုတည်တယ်တစ်ခုကို depth လုံးဝ diving ထိုးပြီးတည်တဲ့ပုံစံ T-shape သွားနိုင်တယ်ဆိုရင်တော့သွားတဲ့နဲ့ full course အကုန်လုံးကြီးဒါတော့ဟိုကျွန်တော်ဒီ course ဆိုရင်တော့ဒီဟာကို Python ဘာညာ learning လုပ်ချင်တယ်ဆိုတော့တက်တဲ့နဲ့ကျွန်တော်တို့ recommend ပေးရတယ်ဒါပေမဲ့ဟိုအကုန်လုံးဟာ Python လည်းတက်မယ်အားနဲ့ရေးအားပိုကောင်းမလားဆိုပြီးတော့လည်းအားတက်တဲ့နဲ့အဲ့လိုမျိုးဟိုအကုန်လုံးလိုက်ပြီးတော့ဥပမာ Power BI ဆိုရင်ဗျာဒါ Python Power BI ကကျွန်တော်ဗာနဲ့သုံးနေပြီ Python မဲဖြစ်ကောင်းဖြစ်နိုင်ဒါမှမဟုတ် C# ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ Excel တို့ Power BI သုံးပြီးတော့ accounting ကနေပြီးတော့ report experience ရှိတယ်ဆိုလို့ရှိရင်အဲ့ဒါကိုသုံးဖို့တယ်ဆိုလို့ရှိရင်ဒီ course ကိုတက်ကြည့်လိုက်ပြီးတော့ကျွန်တော်တို့က data နဲ့ပတ်သက်ပြီးတော့ dive လုပ်နိုင်တယ်အနည်းဆုံးတော့ဒီဟိုဟာ Python သုံးတဲ့ programming language တခုကိုရသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ရသွားရင်ဘာဖြစ်မလဲဆိုတော့စက်ကိုခိုင်းတတ်သွားမယ်ဒါကဒီ in-depth ရှိတယ်ဒါလောက်တတ်တယ်ဆိုတော့ခိုင်းတတ်သွားရင်တော့
နောက်ပိုင်းစိတ်ပူစရာမရှိတော့ဘူးကျွန်တော်တော့ဟို full ဆိုတာကြီးအကုန်လုံးအားလုံး perfect ဖြစ်မှာတော့ဝင်လုပ်မယ်လို့တော့ကျွန်တော်တော့မဖြစ်စေချင်ရရင်ရတဲ့အလန့်ကနေစပြီးလှမ်းလိုက်ဖို့ပဲကျွန်တော်တော့အားပေးပါတယ်ဗျ ဟုတ်တယ်ကိုလွင်အရန်ကျေးဇူးတင်တယ်ဘာလို့ဆိုတော့အဲ့ဒါလေးကျွန်တော်အတန်းပေါ့နော်ကျွန်တော်ကဒီမှာစတင်နေရဆိုတော့ဟိုအခုကျွန်တော်အတန်းနေတော်တော်များများကျွန်တော်ကျောင်းသားတွေအကုန်လုံးကိုပြောတာပေါ့ဟိုငါတင်မတက်မှာလားဆိုတော့မျိုးကအမြဲတမ်းမေးဘာလို့ဆိုတော့ဒီအခုလာနားထောင်နေတဲ့မှာလေကျွန်တော်ရဲ့အတန်းမှာတက်နေတဲ့အကိုတွေညီတွေလည်းပါပါတယ်သူတို့ဆိုကျွန်တော်မေးဆရာမတင်ရသေးဘူးပေါ့မတင်ရသေးဘူးဘာလို့အဲ့ဒါယူအိမ်စာပေးတာလဲဆိုတော့မျိုးကခဏခဏလာကျွန်တော်ကတော့တင်မတက်မယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်မယုံကြည်ဘူးစမ်းလုပ်ကြည့်ရင်းနဲ့ပဲစံတော်ဝါသွားနေရင်းနဲ့ပဲလမ်းကြောင်းတစ်ခုပေါ်ရောက်သွားပါလိမ့်မယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဟုတ်ကဲ့ပြောပါကိုလွင်ပြောပါမပါဘူးဟို we lost a way together ပေါ့ဟုတ်တယ်အဓိကအဲ့ဒါဟိုကျွန်တော်ငငယ်တော့ကြားဦးရဲ့စကားပေါ့နော်ဗာလဲလမ်းကြောက်တဲ့ဖိုးသူတော်ကစံပိုရရဲဆိုတာအဲ့စကားကိုကျွန်တော်နည်းနည်းယုံအဲ့စကားကိုယုံအဲ့တော့ဟိုဟာလေကျွန်တော်အောက်ကလူတွေမေးနေတာမေးလို့ရအောင်ကျွန်တော်တို့ခဏလေးအချိန်ပေးပါမယ်ဟိုဟာလေအခုမေးတဲ့မေးခွန်းလေးလည်းကျွန်တော် group ထဲမှာပို့ပေးထားလို့ရပါတယ်ဗျဟိုမဆခဲ့လေကျွန်တော်ပြောချင်လို့ဒီဥစ္စာကိုပွဲပြီးရထိချက်လောက်ဒီပေးကြပါလို့ကျွန်တော်ပြီးသွားလို့ရှိရင်နောက်တက်မဲ့အတန်းအတွက်ကိုကြောင်ကပေးခိုင်းထားတဲ့ promotion ကိစ္စလေးကျွန်တော်ပြောပေးချင်လို့ပါဗျကျေးဇူးတင်ပါတယ်မေးခွန်းလေးမေးချင်တာမေးထားလို့ရပါဘူးဒီမှာဒါတော့ကိုလွင်တော့လည်းဟို group chat ကိုညှိမဲ့ထင်တယ်နော် group chat ထဲမှာတွေ့တယ်ဆရာကိုဖုန်းတော့ကိုလွင်တို့ပြောချင်တာများရှိလားတိုင်ဘက်တွေရဲ့ data တွေကိုတဲ့ copy data တွေကိုစနစ်ကျစုဆောင်းပြီး quest strategy မှာပြန်သုံးဖို့အတွက်ပိုက်သွားဘလို့အခက်အခဲတော့ပါနိုင်တယ်ကျွန်တော်ပြောကြည့်လိုက်လုပ်ပြောကြည့်ဆရာဟုတ်ကဲ့ကျွန်တော်ထင်တော့ Python က tools တစ်ခုအနေနဲ့ပဲသူကဒီထားပါတော့ကျွန်တော်တို့ဒီကျွန်တော်အိမ်ကနေကျွန်တော်လန်ထိတ်ကလက်ဖေးဆန်ကိုကျွန်တော်သွားမယ်ဟေးဆိုလို့ရှိရင်ကားစီးသွားလဲရတယ်ကိုဖလို့ကားမောင်းပြီးသွားဒါမှမဟုတ် space စီးသွား cycle စီးသွားရတယ်အဲ့လိုပဲကိုယ့်ရဲ့ကြိုက်ဘက်က copy data တွေကိုစနစ်ကျစုဆောင်းပြီးကိုယ့်ရဲ့ strategy မှာပြန်သုံးဖို့အတွက်ဆို Python ကဘယ်အခန်းကဏ္ဍမှာပါလဲဆိုတော့ tools တစ်ခုအနေနဲ့ပါလာလိမ့်မယ်ဒါပေမဲ့တကယ်တမ်းအရေးကြီးတဲ့ဥစ္စာ concept တစ်ခုပါcopy data တွေကဘယ်လိုပဲရှိနေcopy data တွေ data ဘယ်လိုပဲကိုယ်စီမှာရှိနေဒါပေမဲ့အဲ့ data ကို analysis လုပ်ဖို့အတွက်ကို strategy မရှိဘူးပြီးသွားလို့ရှိရင် methodology မရှိဘူးဆိုလို့ရှိရင်အလကားပါပဲအဲ့တော့ Python ကဘယ်အခန်းကဏ္ဍမှာပါလဲဆိုတော့ tools တစ်ခုအနေနဲ့ပါပါလိမ့်မယ်ဒါပေမဲ့တကယ်တမ်း copy data analysis တို့ဘာလို့လုပ်တဲ့အခါမှာတကယ်တမ်းလိုတဲ့ဥစ္စာကြတော့ကျွန်တော်တို့ရဲ့ thinking strategy နဲ့ analytic strategy တွေကပိုအရေးကြီးပါတယ်ဗျကျေးဇူးတင်ကျွန်တော်မက်ကလေးကပြောတဲ့အားကိုကျွန်တော်တခုလေးပြပြနေတယ် Python ပဲဖြစ်ဖြစ် language ပဲဖြစ်ကျွန်တော်တို့ကဆက်ကိုနားလဲအောင်ခိုင်းရတဲ့ language လေးရှိတယ်အဲ့တော့ကျွန်တော်တို့ကဆက်ကိုနားလဲအောင်လုပ်ရတယ်အဲ့အတွက်ကြောင့်မလို့ Python ကဒီဆောနာ competitor data ကိုစနစ်ကျစုဆောင်းတဲ့ကိစ္စတော့တော့မကဘူးသူသုံးနိုင်တဲ့ powerful ကအကြီးရှိတယ်ဆိုလို့ကျင်တာကဟိုတခြားနေရာမှာလည်းသုံးလို့ရတယ်ပေါ့ဗျာဟိုဟာပေါ့အဲ့ဟိုစနစ်တကျဘယ်လိုစုဆောင်းမလဲဆိုတဲ့ကိစ္စကတော့ကိုယ့်ရဲ့ business strategy ပေါ့ပဲမူတည်ပါလိမ့်မယ်ဒါပေမဲ့ Python ကတော့ကျွန်တော်တို့ကတခုပဲအားပေးတာပါရှိလဲဆိုတော့တကယ်လို့လုံးဝ plain သမားဆိုရင်တော့ Python အားပေးတယ်ဘာဖြစ်လို့လဲဆိုတော့ coding standard တွေရောပါတွေရောကြည့်ရတာတွေအကုန်လုံးကဟိုပညာပြတဲ့ကိစ္စတွေမပါဘူးဆိုတဲ့အတွက်ကြောင့်မလို့ Python ကအဲ့ဒါအဓိကသူ့ရဲ့ selling point ပဲကိုလွင်နဲ့ကိုဖုန်းရင်ချက်လောက်ဆက်ဖြစ်ပြီးတော့ data science နဲ့ programming ကတခုတည်းလားကွဲလားတဲ့ပြီးတော့တရားလောက် blockchain နဲ့လောက်ကြပါကျွန်တော်အဲ့မေးခွန်းမသွားဘဲနဲ့အပေါ်ကအမဟီမန်မေးတယ်ဟီမန်လို့ပဲထွက်လိုက်ပါမယ်နော်နာမည်မှားထွက်တယ် sorry ပါအဲ့ဒါကိုအရန်စိတ်ဝင်စားရတယ်ကျွန်တော်အဲ့မေးခွန်းကိုဖတ်တာ15ခါလောက်ရှိပြီဟိုအဓိကလေကျွန်တော်ကဟိုဘာတင်ဘာလုပ်ပါဘယ် course ကိုတွားတက်ပါဘယ်သူတင်တန်းကောင်းတယ်ဆိုတာပြောတာမျိုးတော့ကျွန်တော်မတက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ encourage လုပ်ချင်တဲ့အရာတစ်ခုတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကိုကအခုရောက်နေတဲ့ fee ကသူ့ဟာကိုကျွန်တော်ဖတ်ကြည့်ချက်တော့ကိုက accounting fee ကရောက်နေပြီးသားအဲ့မှာဆိုရင်ကိုယ့်ရဲ့ gate feeling တခုရှိလိမ့်မယ်ကွာအခုလုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီးတော့လိုအပ်ချက်ဖြစ်စီဒါမှမဟုတ် business ဘိုင်းဆိုင်ရာအမြင်တွေဖြစ်စေဒီလိုမျိုး opportunity တွေဖြစ်စေစသဖြင့်ဒါတွေကိုကျွန်တော်တို့သိမယ်ဗျာသိတဲ့ဟာမှာအဲ့ဒါကိုကျွန်တော်တို့ကနေပြီးတော့စမ်းစေခြင်းတယ်ပေါ့နော်ဒီလိုမျိုးဘယ်လိုခေါ်မလဲ data တွေရှိတဲ့အဟောင်းတွေဖြစ်စေဒါမှမဟုတ် line ပေါ်မှာတွေ့တဲ့ data တွေဖြစ်စေအဲ့ဒါတွေကိုလိုက်ကြည့်ပြီးတော့ကိုကနေပြီးတော့ analysis ရှောက်လုပ်ကြည့်တဲ့ဟာကိုမှ business အမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော် business story တွေဘယ်လိုမျိုးတွေထုတ်နိုင်လဲဒီဟာတွေအပေါ်မှာ
လေ့ကျင့်စေခြင်းတယ်ပေါ့နော်အဲ့လိုမျိုးကိုမျိုးbusiness ပိုင်းဆိုင်ရာ business တစ်ခု develop ဖြစ်ဖို့အတွက်ဖြစ်စေအဲ့လိုမျိုးလုပ်ဖို့အတွက် product တစ်ခု develop ဖြစ်ဖို့အတွက်ဘယ်လိုမျိုး insight တွေကို data ကနေ analysis လုပ်ပြီးတော့ရနိုင်လဲဆိုတဲ့အပေါ်မှာကိုကရည်မှန်းချက်ထားပြီးတော့အဲ့ဒါကို focus ထားပြီးတော့လေ့လာစေခြင်းတယ်အဲ့ဒါကို focus ထားပြီးလေ့လာတဲ့လမ်းမှာလိုအပ်လာတဲ့ technical skill တွေကိုလိုရင်လိုသလိုဖြည့်သွားပေါ့နော် technical skill တွေကိုလိုက်နေပြီးတော့ခုနကပြောတဲ့ဟာမျိုးကိုပျောက်နေတာမျိုးထက်အဲ့ဒီ goal နဲ့သွားပြီးတော့မှလိုအပ်တဲ့ဟာကိုလမ်းမှာဖြည့်သွားတဲ့ဟာမျိုးကိုကျွန်တော်ပို့ပြီးတော့အားပေးတယ်ပေါ့နော်အဲ့ဒါလည်းကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးလုပ်ခဲ့တာပေါ့နော်ကျောင်းကကိုသွားကျင်တဲ့ဟာနဲ့ကြိုက်နေလို့ဆိုပြီးတော့ကျောင်းကဟာတွေတင်လိုက်တဲ့ပုံစံမျိုးဖြစ်တာပေါ့ကျေးဇူးတင်ပါတယ်ကဲလို့ data science programming ကိုကျွန်တော်သွားလို့ရပြီဖြစ်တယ်ခိုင်နော်အကုန်လုံးထွေးစားပြီးပြီလို့ထင်ပါတယ်နော်ကျွန်တော်တို့အားလုံးဖို့တာတော်တော်ကြာအောင်ကဲဆက်ကစားနေ data science data science programming ကတခုတည်းလားတဲ့ကွဲတာလားတဲ့ blockchain ဆိုတာပါလေတဲ့အဲ့ဒါလို့ဘလူးကွဲတာပေါ့နော် data science programming နဲ့မတူဘူးဗျကျွန်တော်အထည်ပြောရရင် data science ကလေ programming နဲ့ statistics ကို join ထားတဲ့ဥစ္စာနဲ့နည်းနည်းပို့စစ်မယ်လို့ကျွန်တော်ထင်တယ် data science က statistics ကနေ data ကိုခွဲထုတ်တဲ့ဟာကို data science ကိုအကြမ်းမြင့်ခေါ်တယ်တဲ့အဲ့တော့ data science ဆိုကျွန်တော်လည်း confuse ဖြစ်လို့ပုံမှန်လင်းပြောရင် AI သွားမေးတာ AI လည်းဒါပဲဖြစ်တယ်အဲ့တော့ data science က statistics ကနေပြီးတော့ data ကိုခွဲထုတ်တယ်အဲ့တော့ statistics ဆိုတာဘာလဲဆိုတော့ဖြစ်သမျှအရင်ဟောင်းရဲ့ data တွေကို statistics လို့ခေါ်တယ်လို့ကျွန်တော်လည်းအကြမ်းမြင့်နားလည်ထားတယ်အဲ့တော့ data science ကကြတော့အဲ့တိုင်းအောင်သွားတာ programming ကကြတော့ကျွန်တော်တို့က building things ပါဗျ building things or building automation ပေါ့နော် flow တွေကိုဖန်တီးတဲ့နေရာမှာသုံးတာပါဗျအဲ့တော့မတူဘူးတူတယ်လို့လည်းမတူပါဘူးနောက်တစ်ခုက blockchain ကပါလဲဆိုရင် blockchain ကအရင်တော့ web 2ကနေ web 3ပေါ့ဗျာ web 3လို့ပြောင်းလိုက်တဲ့ blockchain မှာပါရှိလဲဆိုလို့ရှိရင်အရင်တော့web တွေကကျွန်တော်တို့က server တစ်လုံးထဲမှာ centralize ထားရတယ် server အများကြီးနဲ့ server farm နဲ့ထားရတယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ server farm ပဲဖြစ်ဖြစ် server တစ်လုံးပဲဖြစ်ဖြစ်မီးလောင်လိုက်တာပဲဖြစ်ဖြစ် something disaster connectivity tornado weathering disaster ရှိသမျှအားလုံးတစ်ခုနဲ့ဖြစ်လိုက်လို့ရှိရင် single point of failure ဆိုတာဖြစ်တယ်အဲ့တော့ ideology ကဘာပြောလဲဆိုလို့ရှိရင် do not put all the eggs in a basket ဥတွေအကုန်လုံးဟိုထဲမှာမထည့်ထားပါနဲ့တောင်းထဲမှာမထည့်ထားပါနဲ့ဆိုပြီးတော့ပြောတယ်အဲ့တော့ failover method တွေပေါ်ရင်းနဲ့နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့ blockchain ကဒီတိုင်းတော့သွားလို့မဖြစ်တော့ဘူးငါတို့ကဒီ ideology ကိုလွန်ဆန်ပြီးတော့တစ်လုံးထဲမှာတစ်နေရာထဲမှာပဲစုဖွဲ့ထားတဲ့ data ကိုလွန်ဆန်ပြီးတော့ငါတို့ကဟို ledger တွေထားမယ် ledger တွေကဘယ်သူတွေကြည့်လို့ရ ledger တွေကအကုန်လုံးကြည့်လို့ရတယ်အဲ့ကြည့်တဲ့ data တွေကဘယ်ထဲမှာသိမ်းပါလဲဆိုရင်အဲ့ဒီလူတွေအားလုံးရဲ့ wallet ထဲမှာသိမ်းထားလို့ရှိရင်ဘာကြီးပဲဖြစ်ဖြစ်နောက်ဆုံးကမ္ဘာပေါ်မှာ computer တစ်လုံးနဲ့ကြာရင်တော့အဲ့ computer ကနေ ledger တွေပြန်ဆွဲထုတ်လို့ရတယ်ကွာဆိုတဲ့ logic နဲ့ကျွန်တော်တို့ blockchain ကိုစတင်လိုက်တာပါအဲ့တော့သူဖန်တီးလိုက်တာအဲ့တော့မှနာမည်အကြီးဆုံးကတော့လက်ရှိကတော့ Bitcoin ပါအဲ့တော့ Bitcoin တို့ဘာလို့ကအဲ့ဒီအတွက် tokenization ဘာညာပေါ့ smart contract တို့ဘာလို့အဲ့ဒါကတော့နည်းနည်း next level of computing တခုဖြစ်သွားတာပေါ့ဒါပေမဲ့သုံးတဲ့ method กว่าတယ်web 2က hosting fees charges something etc နဲ့သွားတယ်ဒီ blockchain ကကြတော့ usage fee နဲ့သွားတယ် monthly တို့ဟိုဟာတော့မရှိဘူးဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်တစ်ခုကဒါတော့ကိုယ်လေးထည့်လို့ရတယ် web development အတွက် data ဘယ်လောက်အရေးပါသလဲတဲ့ web development က data အရေးဘယ်လောက်ပါလဲဆိုလို့ရှိရင် web development ကကျွန်တော်တို့က user ရဲ့ interface ကိုပေးဥပမာအဖြစ်ဗျာပါတယ်အဲ့ဒါကြweb development နဲ့ data နဲ့ဘယ်လောက်ရေးပါလဲဆိုကျွန်တော်တို့က data ရှိမှရက်လို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူး web development အဲ့ဒါတော့မတူဘူးမတူပတ်တန်ဥမာ data ကိုကျွန်တော်တို့ကဟုတ်ပြီကိုက blogging ရေးမှာလားဘာမှရေးစရာမရှိပါနေတာမှမလို့ WordPress install လုပ်ပြီးတော့ web development လုပ်ပြီးတော့ blog website ချက်ချင်း on the go လုပ်လို့ရတယ်အဲ့ဒါပဲdata creation အတွက်ကို web development data creation flow အဲ့အတွက်ကျွန်တော်တို့ကသုံးတာဒါပေမဲ့ web development မှာ data ကဘယ်လောက်အရေးပါတယ်လဲဆိုတော့ကျွန်တော်တို့က project တွေလုပ်တယ်ဆိုလို့ရှိရင် initial data တွေတောင်းတယ် initial data မှာကျွန်တော်တို့က confidential data ဆိုရင် sample ပဲပေးဆိုပြီးကျွန်တော်တို့က handle ကိုင်လိုက်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် current flow ကျွန်တော်တို့က web development ပဲဖြစ် programming ပဲဖြစ်ပါပဲလို့တူညီတဲ့အချက်ကကျွန်တော်တို့က problem solving လုပ်ပေးရတာ solving လုပ်ပေးရတယ်ဆိုတာကကျွန်တော်တို့ကပေါ့စေခြင်းလို့ကြောင်ယူထိုးဆေးကြောင်လေးဆိုတဲ့ပြဿနာကျွန်တော်တို့မဖြစ်စေချင်ဘူး
something တခုခုလက်ရှိ system current system manual excel something သုံးတာအဆင်မပြေလို့ software နဲ့လုံမှာတယုံလုံးငုံလို့ထိုင်နေရပါတယ်ဆိုရင်ကျွန်တော်တို့သိခါကြတယ်လေဆိုလိုချင်တာသိလားမသိအဲ့တော့ flow ကိုက်ဖို့အတွက်ကျွန်တော်တို့ကအဲ့ data တွေကိုတောင်းရတယ်တစ်စိတ်တစ်ပိုင်းပဲတောင်းနေကျွန်တော်တို့ကလုံးဝ sample data တွေပဲကျွန်တော်တို့ယူတယ်ယူပြီးတော့ပြီဆိုရင်အဲ့ data တွေကိုကျွန်တော်တို့က system ထဲမှာ structural data ရဖို့အတွက်ပဲကျွန်တော်တို့ကသုံးတယ် structure ရပြီဆိုရင် design စဉ်းစားလို့ရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ user data လို့ဟာမျိုး heavy လိုအပ်ချက် initial မှာမရှိဘူးဒါပေမဲ့ကျွန်တော်တို့က data ပေါ့ producer တွေဖြစ်တာကျွန်တော်တို့ system တွေကိုလာသုံးတယ် login ဝင်တယ်ဆိုရင်ဒီလူရဲ့ user agent IP address OS စသဖြင့်ပေါ်လာပြီဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ကတင်ထားနိုင်တယ်ဆိုရင်เนาะကျွန်တော်တို့ကတင်ထားရင်တင်ထားနိုင်တယ်လို့ပို့ပြီးတော့ကျွန်တော်တို့အကျိုးရှိတယ်ဗျโอเคအဲ့ဆိုရင်ကျွန်တော်နောက်တစ်ခုပဲကျွန်တော်ဆက်လိုက်တော့မယ်เนาะ eco တော့သင်ခဲ့တဲ့ statistic က data analysis နဲ့ဘယ်လိုဆက်နွယ်ပါသလဲပေါ့เนาะအဲ့ဒါတော့ကျွန်တော်ပဲဖြေလိုက်ပါမယ်ဟိုပါလေကျွန်တော်ကတော့ eco ကျောင်းသားမဟုတ်တော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော် data နဲ့ပတ်သက်ပြီး data statistic နဲ့ပတ်သက်ပြီးစလေလာတော့ကျွန်တော်လည်းစဉ်းစားမှုတယ်ဘာဖြစ်လို့အဲ့တော့ကျွန်တော် data analysis လို့ကျွန်တော်မပြောသေးဘူး data statistic လို့ပဲပြောဖြစ်တယ်ကျွန်တော်တို့အတန်းနေမှာအမှန်ရတရားတာအတူတူပဲဒါပေမဲ့ဘယ်နေရာကွာလာလဲဆိုတော့ data analysis ကတော့ big data ဘက်ကိုကျွန်တော်ပို့သွားတယ်ပေါ့နော်ဟိုရင်တော့ကျွန်တော်တို့ data ဆိုလို့ရှိရင်ဒါပေါ့ ledger စာအုပ်တုံးနဲ့မှတ်မယ်ဟေးဆိုလို့ရှိရင် ledger စာအုပ်တုံးစာကိုကျွန်တော်တို့ကဖတ်တယ် shape data ပျောက်တယ်နောက် data လာတယ်ပေါ့နော်အဲ့လိုမျိုးဥစ္စာတွေများခဲ့တယ်အခုဒီဘက်ခေရောက်လာတဲ့အခါမှာတော့ကိုလင်ပွဲစစချင်းမှာပြောသွားတဲ့စကားနဲ့ပဲပြန်ပြောရမှာပဲအရေးမကြီးတဲ့ data မရှိဘူးဆိုတဲ့အတွက်လူတွေအကုန်လုံး raw data တွေအကုန်လုံးတင်ထားတယ်ဘီလီယံနဲ့ချီနေတဲ့ data တွေကိုငယ်ငယ်တုန်းကကျွန်တော်တို့ statistic တုန်းကသင်ရတဲ့ဥစ္စာမျိုးဘယ်လိုခေါ်မလဲ manually ပေါ့နော်စူးစမ်းပြီးလုပ်မယ်ဆိုအခက်အခဲတွေဖြစ်လာတယ်အဲ့အတွက်ကျွန်တော်တို့က data statistic ကနေ data science ဆိုပြီးခွဲထွက်လာတာပါဗျာကိုလွင်ရောအဲ့ဒါကိုဖြည့်ပြောချင်တာရှိအောင်မလားကျွန်တော်ပြောလိုဝိုင်းကျွန်တော်တော့လွယ်လွယ်ကူကူပဲကျွန်တော်ကဖြည့်ပြီးတော့ AI တော့မေးလိုက်တော့ statistic ကတဲ့ past ကိုဆင်လာတာတဲ့ data analytics က future ကို predict လုပ်ချင်တာတဲ့အဲ့တော့ဆက်နွယ်တဲ့ဟာကတော့ eco တုန်းကသင်ခဲ့ရတဲ့ statistic ဆိုကျွန်တော်လည်း eco ကနှစ်ပြန်သင်လိုက်ရတာcomputer tech လို့မှတစ်ခါသင်ရတယ်မှာလောတက်တော့တစ်ခါသင်လိုက်ရတယ် statistic ပဲ statistic ဟုတ်မဟုတ်လည်းမသိဘူးပေါ့နော်အဲ့လိုမျိုးmacro economic တို့ဘာတို့အဲ့လိုမျိုးဟာတွေဖြစ်တော့ statistic ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကိုကဘာဖြစ်ခဲ့တယ်ဘာဖြစ်သွားတယ်ဆိုတဲ့ history ပြန်ရနိုင်တယ်အဲ့ဒီကနေသုံးပြီးတော့ data ကို analysis လုပ်တယ်ဆိုတော့ကျွန်တော်တို့ future ကိုပါဆက်လုပ်မယ်ဆိုတဲ့ plan တစ်ခုတော့ကျွန်တော်တို့က data ရတာပေါ့နော်အဲ့လိုပဲကျွန်တော်တော့အကြံပြုပြောပြရလေဆောနာကအဲ့မှာဆက်ပြီးတော့ပြောထားတဲ့ query တွေဆွဲထည့်တဲ့အခါမှာ Excel formula တွေသုံးလို့မရတော့ဘူးလားဆိုရင်ရတာတော့ရတယ်ဗျဒါပေမဲ့အဲ့ဒါက database က support လုပ်တယ်ပါညာဆိုရင်ရတယ်နောက်တစ်ခုကကြတော့နည်းနည်းလေးကိုက Excel မှာအတွေ့အကြုံရှိထားပြီးပြီဆိုရင် query ကအလကားမဖြစ်ဘူး Excel ကျွမ်းကျင်မှုက query ဘက်မှာအများကြီးသုံးဝင်တယ်အဲ့လိုမျိုးသုံးလို့ရပါတယ်ဗျကျေးဇူးတင်ပါတယ်ကိုဖုံးရေ data storytelling ကိုဘယ်လိုကျွမ်းကျင်အောင်လုပ်ရတာလဲတဲ့အဲ့ဒီဘိုင်းတွေကကိုဖုံးပြောပြလို့ရအောင်ဘာလို့ဆိုတော့ကိုဖုံးကဒီကိုယ့်ရဲ့ shareholder တွေတို့အခြား organization တွေအကုန်လုံးနဲ့ခဏခဏပြောနေရမယ်လို့ကျွန်တော်ထင်လို့အဲ့ဒါကတော့လေစကားပြောစွမ်းရည်နဲ့ပဲစိုက်မလားလို့လေ storytelling ဘိုင်းကကြတော့ဒါနဲ့ကျွန်တော်အဲ့ဒီဟာကိုပြောရင်အပေါ်ဟာလေးကို10မိနစ်လောက်ဖြည့်ဆွတ်သွားအောင်မယ်အဲ့ဒါကြတော့ကျွန်တော်ဒီမေးခွန်းလေးတွေဖတ်ပြီးခေါင်းထဲမြင်သွားတယ်အခု AI အကြောင်းလေးထပ်ပါအောင်ပေါ့နော် AI ခေတ်ထဲမှာကျွန်တော်တို့ဒီstatistics တွေ programming တွေ data analysis တွေဒီဟာတွေဘာတွေညာတွေဘယ်လိုတွေဆက်ဆက်လဲဘယ်လိုတွေလိုအပ်လဲပေါ့နော်အဲ့ဒါတော့ကျွန်တော်ခြုံပြီးပြောလို့ရှိရင်တော့it's good to know กว่าဒီလားအားလုံးသိရင်တော့ကောင်းတာပေါ့နော်ဒါကတော့ business ဘက်ကပြောမယ်ဆိုရင်တော့အားလုံးသိလေရှိဖို့ကပို့ပြီးတော့ power မြင့်လေပိုကောင်းနေပဲဗျာတိုင်းမောင်းစုံတက်တယ်သူပိုကောင်းတာပေါ့နော်ဒါပေမဲ့အားလုံးအသေးစိတ်သိစီရာစဖို့အတွက်အားလုံးသိစီရာလူလားဆိုရင်တော့မလူတော့ဘူးဗျာကျွန်တော်တို့ statistic ကနေပြီးတော့တည်ခဲ့တဲ့ formula တွေရှိရင်ကောင်းမယ်programming ကြတော့ဒါကတော့ technology ဒါ tools ပဲဗျာဒီ tools နဲ့ပဲကျွန်တော်တို့တွေအသုံးပြုရမှာဆိုတော့ဒီ tools တွေသုံးတတ်ဖို့ရှိရင်အဆင်ပြေမယ်analysis လုပ်တာကတော့ကျွန်တော်တို့တကယ်လုပ်ပြီဆိုတော့ခုနကပြောတဲ့ tools တွေstatistic ကကျွန်တော်တို့သိရမယ့်formula တွေဗျာဘာတွေရှိမလို့business မှာဆိုရင်ဒီ mean median mode တို့ standard deviation အဲ့ဒါတွေတွက်တာတွေဘာညာတရကားတွေ
အဲ့ဒါတွေကအသုံးဝင်တယ်ဗျာအရာအားလုံးကတော့ဆိုတော့ပြောချင်တာကတော့အားလုံးသိအောင်လုပ်ထားလိုက်ဗျာဒါပေမဲ့အားလုံးသိမှစရမယ်လို့တော့မဟုတ်ဘူးဒါပေမဲ့တခုတော့ကျွမ်းကျင်အောင်နည်းနည်းသိအောင်တော့လုပ်ထားလိုက်ပေါ့နော်နောက်ပြီး storytelling နဲ့ပတ်သက်ပြီးတော့ကျတော့ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတော့အာအဲ့ဒါကတော့လေကျွန်တော်တို့ဘယ်သူ့ကိုပြောမှလဲဆိုတော့ပြောမဲ့လူနဲ့ကျွန်တော်တို့ ਨੇ ဟိုရင်ပတ်ချင်းဂျက်ပင်ထိုးတတ်ဖို့တော့လိုတာပေါ့နော် तू ကအဲဘာကိုအဓိက target ထားမလဲဆိုတော့အခြေအနေနဲ့အချိန်ခါပေါ်မူတည်ပြီးတော့ကျွန်တော်တို့တည်ထားတဲ့ data ကိုကြည့်ဒီ number လေးကိုကြည့်ပြီးတော့ဒီ number လေးပေါ့အကြောင်းသားအယောက်30ကျွန်တော်တို့လာတက်တယ်ဆိုရင်လာတက်တဲ့ဟာလေးကိုကြည့်ပြီးတော့ဒါကို story telling အနေနဲ့ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာအားကြတော့ဒါကတော့ technology နဲ့လည်းမဆိုင်တော့ဘူးဗျာ statistics နဲ့လည်းမဆိုင်တော့ဘူးဗျာအဲ့ဒါကတော့ကိုယ့် personality တောင်းမို့ပြီးတော့ကိုယ့်ရဲ့ဟိုဟာနဲ့လည်းဆိုင်ပါပေါ့နော်စကားပြောစွမ်းရည်နဲ့လည်းဆိုင်ပါပေါ့ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့စကားပြောစွမ်းရည်နဲ့ပတ်သက်တဲ့ဟာတွေပဲလေ့ကျင့်ကြည့်ပါ ဟုတ်ကဲ့ပါကိုလွင်ရေဒီကမေကွန်လေးကိုလွင်ကူညီပေးပါအောင် data အတွက်တဲ့ legal နဲ့ဘာလို့လဲဆိုတော့ကိုလွင်က law case လည်းပြောသွားတော့ data အတွက်တဲ့ legal နဲ့ security အပိုင်းလေးအချင်းချုပ်လေးရှင်းပြပေးလို့ရမလားတဲ့ data နဲ့ legal security အပိုင်းကအချင်းချုပ်ဆိုတော့လေအခုလောလောဆယ် AI နေလည်းကြောက်နေကြတယ်တချို့ပြဿနာအဲ့ဒါကျွန်တော်တို့က data တစ်ခုပေးလိုက်တယ်ဥပမာပြင်ကျွန်တော်တို့က register လုပ်လိုက်တယ်ပေါ့ဗျာအခုဒီပွဲကိုလာတက်ဖို့အတွက် form.google ကို register လုပ်လိုက်ပါဆိုလို့ရှိရင်ကျွန်တော်တို့ ID တွေတဲ့ data တွေ bio data တွေ something တစ်ခုကိုထည့်ပြီးတော့ register လုပ်လိုက်ရတာဟုတ်အဲ့ဒါ bio ဖြစ်လဲဆိုရင်ကျွန်တော်တို့ဗမာပြည်ကလုပ်တယ်ဆိုရင်ဗမာပြည်ကနေပြီးတော့ Google ရဲ့အနည်းဆုံး server တစ်ခုကိုတွားတယ်အဲ့တော့ Google ရဲ့ server ဆိုဥပမာပေါ့ဗျာထိုင်းက server သုံးထားတယ်ဆိုလို့ရှိရင်ထိုင်းက Google Data Center တွေဝင်သွားတယ်အဲ့ Google ကဘယ်သူပိုင်တာလဲဆိုတော့ American company ကပိုင်တယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာဖြစ်လဲဆိုလို့ရှိရင် international cross border transaction တွေဖြစ်တာ cross border data တွေကိုပို့ရတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဒီ data ကဘယ်သူပိုင်နေဆိုတဲ့အငင်းပွားစရာရှိတယ်ဆိုလိုချင်တာကကျွန်တော်တို့ကဒီ data ကိုရိုက်ပြီးထည့်လိုက်တယ်ကျွန်တော်တို့ပိုင်နေလို့သတ်မှတ်ထားတော့ညာအဲ့ data ကို Google ကအဲ့ထဲကိုရိုက်တဲ့ data တွေအားလုံးသူပိုင်ပါတယ်ဆိုပြီး license agreement မှာပိတ်ရေးထားရင်အရင်တော့ Google ကပိုင်သွားတာဒီ data ကို train လုပ်လို့ရတယ်ပြန်ရောင်းစားခွင့်ရှိတယ်အစိုးရကပြန်มาရောင်းစားတာအဲ့လိုမျိုးတွေလုပ်ကြတဲ့အခါမှာနောက်ပိုင်းကျတော့ဘာကနေကင်လိုက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဥရောပသမဂ္ဂဖြစ်တဲ့ European Union ကနေစကင်တယ်စကင်တာကဘာလဲဆိုတော့ EU cookie law ဆိုပြီးစထွက်ပြီးတော့ဒီ user ကို cookie သိမ်းမယ်ဆိုလို့ရှိရင်ဒါနဲ့ cookie ကဘာဖြစ်တာလဲဆိုတော့ Facebook ကသူဝင်တဲ့ website တွေအားလုံးအဲ့ cookie တွေနဲ့ဖတ်ထားပြီးတော့ဒီလူကတော့ဘယ် website ကိုဝင်သွားပါတယ်ဆိုပြီးတော့ကိုယ့်ရဲ့ browser history ကို cookie ကနေလိုက်ဖမ်းလို့စတဲ့ပြဿနာအဲ့တော့အဲ့ကနေနာမည်ပေါက်ကြားသွားတဲ့အခါကျတော့ Facebook တို့ဘာလို့တအား data တွေလိုက်ကောက်ကျန်းလာတဲ့အခါကျတော့European Union ကအဲ့ဒီကိစ္စကိုဝင်ပြီးတော့ထိုးတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကဒီ legal နဲ့ security ဘိုင်းကိုတည်တယ် security ဘိုင်းကတော့နောက်ကလာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ legal အုပ်ပြီဆို security problem ရှိလို့ပဲအကြံဉာဏ်သတ်မှတ်ကြပါလို့အဲ့နောက်ပိုင်းမှာမှကျွန်တော်တို့က Facebook က account deactivation ပဲလုပ်လို့ရတယ် account delete လုပ်လို့မရဘူးအဲ့ဒါကိုသိလားမသိဘူးအဲ့လိုသိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ကမရခဲ့ဘူးမရတော့ဘာဖြစ်ရလဲဆို GDPR ကနေပြီးတော့ဒီဥရောပသမဂ္ဂကြီးကအဲ့ဒီကိစ္စကြီးကိုဖန်တီးရတယ်ငါတို့ဥရောပသမဂ္ဂထဲမှာရှိတဲ့လူတွေအားလုံးကိုအဲ့ data တွေအားလုံးကို GDPR General Data Protection Regulation ပေးအဲ့ဒါမှရမယ်ဆိုတဲ့ခါကြလို့ရှိရင်အဲ့ဒီကြတော့ကျွန်တော်တို့က data security ဒီလူဟာအကြောင်းကြောင့်ဒီ data ကိုဖြတ်ရတော့မယ်ဆိုတဲ့အချိန်မှာသူကပေးမဖြတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ user name ဒီ password လေးဝင်လိုက်တာနဲ့ချိန်ရင်းပြန်ပြီးတော့ active ဖြစ်နေတယ်ဆိုတဲ့ဟာကိုဒါ Facebook မှာ data ကျန်နေခဲ့လို့ active ချက်ချင်းဖြစ်တာကိုအဲ့တော့အဲ့ဒီကိစ္စကိုဖြတ်ပေးပါဆိုပြီးတော့ GDPR လောက်တော့မှ Facebook ကနောက်ပိုင်းအဲ့ဒီဟာတွေအကုန်လုံးကို14ရက်ကျော်ရင်တစ်လကျော်ရင်ဖြတ်ပါမယ်ဆိုပြီးတော့အကုန်လုံးသူတို့ကဖြတ်ပလိုက်ခွင့်ပေးတယ်ဖြတ်ပေးတယ်ဆိုတာလေတကယ်တမ်းပြောရင်တော့လှအောင်ပြောကြတယ်စကားလုံးနဲ့ orphan ဖြစ်သွားတာတချို့ဟာတွေက data ဖြတ်မသွားဘူး orphan ပဲဖြစ်သွားတာဒီ data ကိုကျွန်တော်ဖြတ်ပေးပါလို့ပြောလိုက်တဲ့အချိန်မှာတချို့ data တွေကဥပမာကျွန်တော်ဆိုရင်တချို့ software တွေဆိုလို့ရှိရင်ကျွန်တော် medical နဲ့ရေးပေးရတာရှိတယ်အဲ့ဒီမှာဆိုကျွန်တော် comply လုပ်ရတာ HIPAA တို့ပါတယ် HIPAA ရှိတယ်data center မှာ HIPAA ကို support လုပ်ရမယ်ဥပမာကိုက software ထဲမှာဆို GDPR support လုပ်အောင်ကျွန်တော်တို့က develop လုပ်ပေးရတယ်ကိုယ်နဲ့သုံးမဲ့ tools တွေအားလုံး HIPAA ကို support လုပ်ရတယ် HIPAA ဆိုတာဘာလဲဆိုတော့ရှင်health industry patient နာမသိဘူး patient ဟိုရှိတယ်ဗျာအဲ့ဒါ HIPAA လို့ကျွန်တော်တို့ခေါ်တယ်အဲ့ HIPAA ကိုကျွန်တော်တို့ကလုပ်ပေးရတယ်sorry
Health Insurance Portability and Accountability Act 1996အဲ့ဒါ US Federal Law ပေါ့အဲ့တော့ HIPAA ကိုလုပ်မယ်ဆိုတော့မှ data center တွေအားလုံးက HIPAA ကိုလုပ်ပြရအဲ့တော့ data ကအဲ့လောက်ထိအနေများတယ်ဟို patient နဲ့ဗျာ patient နဲ့examiner နဲ့နှစ်ယောက်ပြောထားတဲ့စကားတွေကတနည်းတစ်ပုံနဲ့ပေါက်ကြားသွားရင်ဒါ private data တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ risk အရင်ကြီးတယ်အဲ့ဒီကြောင့်ကျွန်တော်တို့ကဘယ်လုပ်ကိုစမယ် project ကိုစမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ project ရဲ့ domain ပေါ်မူတည်ပြီးတော့ HIPAA compatible ဖြစ်အောင်လုပ်ရတယ်PSCI လားမသိဘူးဖြစ် ISO compatible အတောင်းရင် ISO compatible ဖြစ်အောင်လုပ်ရအဲ့ဒါဒီကျွန်တော်တို့ကဒီကိုရေးတဲ့ software ပုံမှာလည်းမဟုတ်ဘူးအဲ့ software ကို post ပဲ infrastructure ပုံမှာကိုဘယ် data center ကတော့ဘာ certify ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကြည့်ထားနိုင်ရင်အကုန်လုံးတော့လည်းပတ်မလို့နိုင်ဘူးပေါ့ဗျာကိုကလုံးမဲ့ကိစ္စ public facing တွေအကုန်လုံး HIPAA ကြီးလိုက်ပြီးတော့တောင်းနေရပြန်ရင်လည်းကျွန်တော်တို့ကလုံးမဖြစ်ဘူးအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့က data အတွက်ကကျွန်တော်တို့က legal data ဆိုတာuser ထွက်လာတဲ့ data တွေမဟုတ်ဘူးအဲ့ data ကို keep လုပ်ထားတဲ့အချိန်မှာဖြည့်ရမယ် security အပိုင်းကိုပါကျွန်တော်တို့ကထည့်စဉ်းစားရတယ်နောက်ပြီးတော့အဲ့မှာကြာလို့ရှိရင် policy အရေးကြီးတယ်ဥပမာအဖြစ် US ရဲ့ policy က data ကိုမဖြတ်ပစ်ဘူးတရုတ်ရဲ့ policy က data ကိုသူက privacy ထိတာနဲ့ဝင်ဖြတ်ပစ်တယ်အဲ့လို policy management တွေပါစကျွန်တော်တို့ကကြည့်ပြီးတော့ကျွန်တော်တို့ကလိုက်ပြီးတော့ handle လုပ်ရတဲ့ကိစ္စတွေရှိတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က data ရဲ့ legal အကြောင်းနဲ့ကျွန်တော်တို့ကတော်တော်ဂရုစိုက်ရတယ်ဥပမာအဖြစ် client က pirated content ကိုတင်တယ်ဒါမှမဟုတ်ကိုကကျွန်တော်ဆို web hosting business ကိုရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော် server ပေါ်မှာ pirated content ရှိမယ် intellectual property လာတင်မယ်အဲ့ intellectual property ကိုကျွန်တော်တို့က US မှာထားတယ်ဆို US ဆိုရရဲ့ intellectual property ကိုကျွန်တော်တို့ကလိုက်နာရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဥပမာဖြင့်ဗမာပြည်မှာအလွယ်ဆုံးဖြစ်ပြီးတကွာလုံးမှာဒုက္ခပေးဆုံးကရုပ်ရှင်အဲ့ရုပ်ရှင်ကားတော့ကျွန်တော်ပေါ်လာတင်တယ်ကျွန်တော်အဲ့ဒီဟာကိုမသိလိုက်ဘူးလိုက်မဆက်နိုင်ဘူးမဆက်နိုင်တဲ့အခါမှာကျွန်တော်အောက်က hosting ကိုသူကလာပြီးတော့အဲ့ဟာကိုသူက share လုပ်လိုက်တဲ့အချိန်မှာ DMCA နဲ့ Digital Millennium Copyright Act နဲ့ကျွန်တော်တို့လာဆောင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုဘက်က lawyer ကနေလာတာဥပမာ Universal Studio English Premier League အဲ့လိုမျိုးတကယ်ဟို lawyer တွေနဲ့လာပြီးသွားလို့ရှိရင်ကျွန်တော်တို့လာဆောင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က48နာရီအတွင်းဖြည့်ရှင်းပေးပါမယ်ဆိုတဲ့ဟာမျိုးတွေကို responsibility ယူရတယ်ဒါက web developer မှာလည်းဟာကျွန်တော်ကခဏလေးမအားသေးလို့သွားလုပ်လို့မရအောင်အဲ့ကြရင်တို့က server ကြီးကိုစီးရှားလုပ်ပလိုက်ပြီးတော့ FBI လို့ကိုကြီးတက်သွားအဲ့ကြရင်ကျွန်တော်တို့ကလိုက်ပြင်ရတာခက်သွားဒါကရှိမှာရှိတဲ့ case တွေလည်းရှိတယ်ဥပမာ Thai ဆိုလို့ရှိရင်လည်း Thai ရဲ့ protection ရှိတယ်အဲ့လိုမျိုးပေါ့နော်ဥပမာကို content ကတချို့ရဲ့အချုပ်ချာအာဏာကိုကျွန်တော်တို့မစော်ကားဘူးအဲ့လိုမျိုး content မှာကိုယ့်ရဲ့ poster ကလာပြီးတော့အဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာနိုင်ငံရဲ့legal rights တွေနဲ့လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က handle လုပ်ရတဲ့ကိစ္စရှိတော့ကျွန်တော်တို့က legal and security ဘက်ကအရင်ကြီးဆိုင်ရတယ်အဲ့ဒါကြောင့်မလို့ AI ကို train မယ်ဆိုတဲ့အချိန်မှာလေ AI ကအပြဿနာရှိတဲ့အတွက်ကြောင့်မလို့တချို့က AI ကိုမ train ဖို့ bot တွေအခု Cloudflare တို့ဘာလို့ဆိုရင် bot တွေလာမဖတ်ပါနဲ့တို့ဘာလို့ heading တွေလုပ်လို့ရပါပြီဗျအကျအတူဆိုပေမဲ့တော်ရှိသွားပါတယ်ရပါတယ်ကျေးဇူးအရင်တင်ပါတယ်နောက်တစ်ခုလည်းကိုလွင်တစ်ချက်လောက်ဆက်ကူညီပေးလို့ရမှာအခုလက်ရှိစောက်သုံးနေတဲ့ software တွေမှာ AI agent တွေနဲ့ချိတ်ဆက်ပြီးလုပ်တဲ့နောက်သက်တွဲကောင်းကျိုးဆိုးကျိုးလေးတွေချက်ရှင်းပြပေးပါလားတဲ့ဘာလို့လဲဆိုတော့ကျွန်တော်ကကြတော့နည်းနည်း AI allergic ရှိပါတယ်ခဏလေးစကားမဆက်ခင်ပေါ့နော်ဟိုအခုဒီမေကွန်ပြီးရင်နောက်ထပ်မေးချင်လို့ရှိရင်မေကွန်တစ်ခုလောက်ပဲရပါတော့မယ်လို့ကျွန်တော်တို့လည်းအချိန်အရင်နောက်ကျနေလို့မေးချင်တာရှင်းပြီနော်ဒီမေကွန်ပြီးတနားကြီးဆို2နာရီဖြစ်တော့အေးအားရဟုတ်ကဲ့ AI က AI ရဲ့ software တွေမှာကျွန်တော်တို့ဆိုလဲ AI ကိုချိန်ပြီးသုံးတဲ့ကိစ္စရှိတယ်အဲ့တော့ software မှာ AI ချိန်ပြီးသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပိုင်းက development ဘိုင်းမှာသုံးပါလား user ဘက်ကို interfacing မှာသုံးပါလား something ပေါ့နော်Facebook အခုအလွယ်ဆုံးကတော့ ChatGPT လို့ bot တွေဖန်တီးပြီးတော့ Telegram bot တွေဖန်တီးပြီးတော့စပြီးတော့သုံးကြည့်ကြတယ်ရုပ်ရှင်တွေ download something ခိုင်းကြတယ် for example ပေါ့နော် scraping လုပ်ကြတယ်အဲ့လိုတွေလုပ်ကြတာမျိုးတွေရှိတယ်ဟိုနေ့ကလည်းအဲ့လိုတက်သေးတယ် IMDb link ချပေးလိုက်တာနဲ့အဲ့ရုပ်ရှင်ကြည့်လို့ရတယ်လို့ပါတော့ဒါလည်း AI တွေသုံးကြတာပဲနောက် content creation ပေါ့နော်အဲ့တော့ software မှာကိုသုံးတဲ့ software မှာ AI agent နဲ့ချိန်ပြီးသုံးတယ်နောက်ကောင်းကျိုးဆိုးကျိုးကတော့ကျွန်တော်လည်းအဲ့ဒီဟာကို apply လုပ်နေတယ်ကောင်းတာတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒါ AI ကိုရောက်မလာခင်မှာ40လောက်ရှိခဲ့တယ် natural language processing neural networking အဲ့လိုမျိုးအများကြီးရှိပြီးတော့မှဒီ AI အဆင့်ဆိုတာကြီးကိုရောက်လာခဲ့တဲ့အတွက်ကြောင့်ကောင်းတာအများကြီးရှိတယ်ကောင်းတာဆိုတာကကျွန်တော်တို့ကရင်တုန်းကလို့ဟိုဘယ်လိုပြောမလဲဥပမာ user ကလာမေးတယ်ဗျာ user ကလာမေးရဆိုတော့ဘယ်လိုလဲဆိုတော့ဥပမာကျွန်တော်တချို့ software တွေဥပမာ Python တို့ဘာလို့ဆိုကျွန်တော်တို့က folder ကို public တို့ဘာလို့ ਨੇ ထုတ်ပြီးတော့ framework တွေက public နဲ့သုံးတယ် security အတွက်
ဒါပေမဲ့ကျွန်တော်တို့ web hosting တွေပါလို့ cPanel တွေပါရောင်း cPanel မှာအဲ့ function ကတကယ်ပြတ်တနာ public ထဲကိုပဲသူပေးပြီးလို့အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ public folder ကြီးကအောက်ထဲရောက်နေတော့ website ထဲဝင်ကြည့်လို့ရှိရင်ရောက်မလာတော့အဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ကိစ္စကိုအရင်တော့ကဆိုကျွန်တော်တို့ post နဲ့ရေးနေတာမှာအဲ့ post ကမပေါ်ဘူးဘာညာ something etc ကြောင့်မလုပ်တတ်တဲ့ကိစ္စတွေအများကြီးရှိ AI ကကြတော့အဲ့လိုမျိုးဟာကိုတော့ကျွန်တော်တို့က document database ထဲမှာပေးထားတဲ့အရာကို customer ကရှာမတွေ့တာပဲဖြစ်ဖြစ်မရဘူးဆိုလို့ရှိရင် AI ကိုမေးလိုက်ရင် AI ကိုကျွန်တော်တို့ website ကိုကောင်းကောင်းမွန်မွန် train ထားတယ်ဆိုရင်ကျွန်တော်တို့ site က data တွေကိုယူမယ်သူကသူ logical thinking လုပ်မယ်ပြီးရင် client ကိုထုတ်ပေးမယ်အဲ့အတွက်ကြတော့ customer တော့အញ្ញမ်းအဆင်ပြေအဲ့တော့ဘာသက်တာလဲဆိုလို့ရှိရင်ဥမာကိုပစ္စည်းနဲ့ရောက်လာတယ်ပစ္စည်းမရောက်သေးဘူးပစ္စည်းရောက်တယ်ဆိုတဲ့ကိစ္စမျိုးတွေဖြစ်လာတယ်ဆိုရင်တချို့ဟာတွေကြာလို့ရှိရင်လူရှိကိုရောက်မလာဘဲနဲ့တချို့ privilege တွေကို client AI ကိုပေးပြီးတော့ကျွန်တော်တို့ခိုင်းလိုက်လို့ရတယ်ဥပမာဖြင့်ဒီကုန်ပစ္စည်းကရောက်ပြီလားဆိုမရောက်သေးပါဘူးဒါပို့နေတဲ့အဆင့်မှာပဲရှိသေးတယ်လို့ဆိုရင်တော့ပေးထားလို့ရတယ်ဒါပေမဲ့ full level ပေးလိုက်ရင်ဆိုးကျိုးပါရှိလဲဆိုတော့အရင်တော့ ChatGPT မှာကြားမှုမှာပေါ့ငါအဖွားကငါ့ကို key တွေပြောပြီးချော့သိပ်တာဆိုတဲ့အချိန်မှာ Windows 11 key တွေထွက်လာကြားဘူးလားမသိဘူးအဲ့ဒါလေးသိI can be like I can be like ဒါ other side တော့အခုအဲ့ဒါကြောင့်မလို့ဒီ cloud နဲ့ Anthropic နဲ့အခု BBC တို့ဘာလို့မှလည်းကြီးကျယ်ပြောနေ Anthropic တို့နဲ့ဒီ Copilot နဲ့ကြီးကျယ်ပြဿနာတက်နေတာလေအဲ့ဒါပဲလေအခု era ကိုမဆိုင်နဲ့ထုမယ်အချိန်မှာ AI ကိုသုံးမယ် AI ကိုသုံးတော့သူကဒီ Anthropic ကလုံးဝလက်မခံဘူးဘာဖြစ်လို့လက်မခံတာလဲဆိုတဲ့ကိစ္စကလည်းလက်မခံဘူးလို့ပဲပြောတာပေါ့နော်အဲ့တော့ Anthropic ကို White House ကလုံးဝပေးမသုံးတော့ပဲねကို pilot ကြီးကဝင်သုံးတယ်ဘာဖြစ်လို့ပေးမသုံးတာလဲဆိုတော့အဓိကပြဿနာတစ်ခါလေကြားလို့ရှိရင်သူက intentional လုပ်တဲ့ကိစ္စတွေရှိတယ် control ဒီတမင်ဖြစ်အောင်လုပ်တာအဲ့လိုကိစ္စတွေမှာ AI မှားပါတယ်ဆိုပြီးတွန်းချလို့ရှိရင် Anthropic နာမည်ပြတ်မှာဆိုတော့ Anthropic ကလုံးဝဝင်မကင်ဘူးအဲ့လိုရှိတယ်ဥမာထင်ရှားဆုံးဆိုရင် either ကစစ်ပွဲတွေမှာအဲ့လိုကလေးတွေစော့နေတာကိုမှားပစ်တယ်ဆိုပြီးပြစ်တာတို့ဘာတို့ဒါတွေကတချို့ဟာတွေကအိုက်ဆိုင်မှုမဟုတ်ဘူးအဲ့လိုမျိုးရှိနိုင်တယ်ကြည့်နိုင်တဲ့ဟာတွေကြလို့ရှိရင်ဒါကစီရေးအတွက်လိုအဲ့လိုလုပ်တယ်ဆိုပေမဲ့ causality အရာ public facing တက်သွားရင်မရဟီရိုရှီမာပုံကျဲတဲ့ကိစ္စမျိုးတွေကနောက်တစ်ခါပြန်ဖြစ်လို့မရှိရင် AI သုံးထားတယ်ဆိုလို့ရှိရင် AI ရဲ့အမှားကြောင့်ပါဆိုရင် Anthropic ဒုက္ခရောက်သွားနိုင်တဲ့အနေအထားမျိုးရှိတော့လက်ရှိုးတဲ့ကောင်ကရှိုးတယ်မရှိုးတဲ့ကောင်ကမရှိုးဘူးပေါ့ဒါက AI agent တွေရဲ့နောက်ဆက်တွဲဆိုကြိုးကြီးကြီးမားမားကြီးအကြီးကြီးတွေရှိနိုင်တဲ့ကိစ္စမျိုးပေါ့ဒါပေမဲ့ဒါကတော့ဟိုပါပဲကိုယ့်ရဲ့စိတ်ညစ်နှုံတရားပေါ်မူတည်ပြီးထိန်းသုံးပေါ့အဲ့ဆိုတော့အဆင်ပြေပါတယ်ဟုတ်ကဲ့ကျေးဇူးအရင်တင်ပါတယ်ဆိုရင်အဲ့ဆိုရင်တော့ဒီနေ့အတွက်ကမိကုန်းလည်းထပ်မလာတော့ဘူးဆိုတော့ကျွန်တော်ဒီမှာပဲကြက်ရပါဆိုဘာလို့ဆိုတော့9နာရီလဲထိုးနေပြီအဲ့တော့မရက်ခင်ကိုလွင်တို့စီမှာရနိုင်တဲ့ဟိုဒီ WhatsApp ကိစ္စလေးနည်းနည်းလေးဝင်ညပေးလို့ရမလားကျွန်တော်ကလိမ့်စာရဲ့ share မှာကျွန်တော်အခုဒီမှာဟိုပို့လိုက်ပါမယ်ဗျာနော်မဟုတ်ဘူးအဲ့ဒီသိမ့်မဖြစ်လို့ဟိုရောကိုလွင်အဲ့ဒါဟိုရှေ့ဧကနဲ့ဒတဟိုအနန္တဟို package တွေကကိုလွင်တွေက update ဖြစ်တယ်ရှိသေးတယ်အဲ့ဒါတွေကအကုန် update ဖြစ်တယ် website ကရန်ကျွန်တော်ရဲ့ logical thinking ရကျွန်တော်မလှမပါလိဆွဲထားလို့ရပါတယ်မဟုတ်ဒီဈေးဥစ္စာလေးတွေဟုတ်ကျွန်တော်ကကိုနဲ့တိတ်မကွာပါဘူးကျွန်တော် web hosting လုပ်ပါတယ် web hosting မှာကျွန်တော် domain တွေလည်းရောင်းပါတယ် domain တွေလိုချင်တယ်ဆိုရင်လည်းလာပြီးတော့ကျွန်တော်စီမံလာယူလို့ရပါတယ်ကိုတူဝန်ဒီဘက်ကလွှတ်လိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်အတိုင်းအတန်နိုင်ဆုံးကျွန်တော်အဆင်ပြေအောင်လုပ်ပေးပါမယ်အဲ့တော့ကျွန်တော်တို့ရှိမှာ web hosting က Eka Data အနန္တပေါ့နော် something 3ခုရှိတယ်အဲ့မှာကျွန်တော်တို့က Eka ဆိုရင်တော့ one domain ဘာအတွက်သုံးလို့ရလဲဆိုရင်တော့ကျွန်တော်တို့ကဒီ blogging ရေးတဲ့ဘာညာဆိုရင်ကျွန်တော်သုံးလို့ရတယ်blogging တွေပါရေးလို့ရမယ်စမ်းကျင်တဲ့ဘာညာဆိုရင်ကျွန်တော်တို့ကတစ်နှစ်လုံးစာကို2သိန်းခွဲတစ်လောက်2000ခွဲနဲ့ယူသုံးလို့ရတယ်ကျန်တာတွေကတော့ဟိုအသိအများကြီးကွာကြီးမဟုတ်ဘူးအဓိကကတော့ကျွန်တော်တို့ web နဲ့ပတ်သက်ပြီးတော့ development လုပ်ချင်တယ်စမ်းကျင်တယ်ရေးချင်တယ်ဆိုရင်ကိုပိုင်နဲ့အဲ့လိုမျိုး data နဲ့ထားပြီးသုံးကျင်တယ်ဆိုရင်တော့ကျွန်တော်စီမံလာယူလို့ရပါတယ်ဗျဒါပေမဲ့ PHP base ပါကြိုပြောပါတယ်PHP base ဆိုတော့စမ်းကျင်တဲ့ PHP script တွေအများကြီးရောအဲ့ထက်မှာစမ်းလို့ရပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပြီးတော့ဟိုကိုဖုန်းရဲ့စာတင်တစ်ချက်လောက်မိတ်ဆက်ပေးအောင်မလားဗျကျွန်တော်ဒီမှာ page တော့ကျွန်တော်ဖွင့်ထားနည်းနည်းလေးလုပ်တင်ဆွဲနေလို့အခုလက်ရှိလောလောဆယ်ပြီးတော့အခုဘာ promotion တွေညာရှင်းအောင်မလဲဘယ်လိုမျိုးရနိုင်မလဲပေါ့နော်ချက်လောက်ခုမှကလေးပဲရှိသေးရပါချက်ပါတယ်တက်သစ္စာလေးပါစာတင်ရမှာကြောက်ပြီကျွန်တော်ကြောက်ပြီโอเค
စာသင်ကတက်မလားတော့ ရပြီလာပြီတက်လာပြီတော့အဲ့လိုမင်းသားဆိုတာနည်းနည်းကြာ ဟိုဒီမှာ share တော့လို့ဆောက်ပါတော့ ကြောက် အဓိကတော့ကျွန်တော်တို့ကတော့ရည်မှန်းချက်ကောင်းတယ်တော့မပါဘူးဗျာကျွန်တော်နိုင်ငံခြားရောက်ပြီးတော့မအားနေတဲ့အချိန်ကျွန်တော်ဟိုအဲ့တော့ဘာသာစကားတစ်ခုတင်မှုဆိုပြီးတော့နာမည်ကြီးတင်တန်းတစ်ခုသွားအပ်တာကနေပြီးတော့အာပတ်စံတောင်းပြီးတော့ Facebook group ကြီးလည်းထည့်ပေးလိုက်တာကိုယ်တိုင်လည်း Facebook ထဲကနေဝင်တင်ရင်းနဲ့ဘာမှလည်းဖြစ်ဖြစ်မလာဘူးစာတွေလည်းမပြီးဘူးဗျာ distraction တအားများတာ哦အဲ့ဒါနဲ့အဲ့လိုကြီးအဆင်မပြေပါဘူးလေဆိုပြီးတော့အဆင်ပြေအောင်မလုပ်မလဲဆိုပြီးကိုယ့်ဘာသာကို landing platform တစ်ခုလုပ်ဖြစ်သွားတာပေါ့ဗျာအဓိကတော့အဲ့ဒါပါပဲကိုတူ courses ထဲကိုတစ်ချက်သွားပေးလို့ရတယ်ကိုတူ share ထားတာဆိုခုလောလောဆယ်ကတော့ကျွန်တော်တို့စာတင်ရထောင်ထားတာ3လလောက်ပဲရှိပါသေးရဲ့ဗျာweb development foundation course လောလောဆယ်တော့ကျွန်တော်တို့ run ပါတယ်ဘယ်ထဲဝင်ပြရမလဲဆရာ အော်ရတယ်အကိုကျွန်တော်ကဟိုကပြောမလို့အဲ့ဒီ back ကိုပြန်ထုတ်ပြီးတော့ back ပြန်ထွက်ပြီးတော့ကျွန်တော် collaboration ခေါ်မလို့ partner with our learning community ဆိုတဲ့ဟာမှာ explore more ကိုပြောမလို့ကို ဟုတ်ကဲ့ရတယ်ဆရာပါ ဟုတ် နေလိုက်မယ်နော် အဓိကကျွန်တော်တို့ကတော့profit ဆိုတဲ့ social enterprise ကိုအဓိကသွားတဲ့အဖွဲ့အစည်းပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ရှေ့ကပြောခဲ့တဲ့ gate feeling ကနေပြီးတော့တကယ် data တွေတွားကြည့်လိုက်တဲ့အခါမှာ target customer ပြောင်းသွားတယ်အဓိကအချက်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အကယ်၍ဒီထဲကပါတဲ့လူတွေထဲမှာကိုတတ်နိုင်သမျှ sharing လုပ်ရှင်တယ် sharing လုပ်ပြီးတော့လည်းအပေါ်ဝင်ငွေရှာခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ਨੇ ပေါင်းပြီးတော့ quality ရှိတဲ့ online course တွေအတူတူလုပ်လို့ရပါတယ်လို့ဆိုတော့အဓိကကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာ payment system အဆင်မပြေတာဆိုတော့ကျွန်တော်တို့စီမှာ KPay Wave Pay ARWD Pay နဲ့ scan လေးဖတ်လိုက်တာနဲ့တခါတည်းပေးလို့ရအောင်ဆိုတဲ့ပုံစံမျိုးဖန်တီးပေးထားပါတယ်အဲ့တော့ကျွန်တော်တို့ ਨੇ လက်တွဲပြီးတော့ cost တွေအတူတူ develop လုပ်ချင်တယ်ဆိုလို့ရှိရင်ပြောလို့ရပါတယ်ဗျအခုလောလောဆယ်လဲနောက်ပိုင်း cost တွေကျွန်တော်တို့တွေအများကြီးလုပ်ထားတာတွေချပြဖို့ရှိပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲအခုတော့ ဟုတ်ကဲ့ ကိုတို့ဝင်ကျွန်တော်တစ်ချက်လေးပြန်ဝင်လို့ရမလား ဘယ်ထဲလဲ ကျွန်တော် link လေးပို့ထားတယ်ဗျအဲ့ဒီမှာကျွန်တော် content တွေဝင်ဖတ်ချင်ဖတ်လို့ရပါတယ်လို့ ဟုတ်ကဲ့ကျွန်တော်တစ်ခါလေးကိုဖွင့်ပေးပါမယ်လွေမောင်မောင် .com ထင်တယ်နော် ဟုတ်ပါတယ်ဗျ MM ကမြန်မာလိုပါ ကိုလွေရက်တရားကြီးကြွားလာရော အဲ့ဒါ YouTube မှာ YouTube မှာ YouTube မှာ မရဘူးကျွန်တော်ဒီမှာခဏလေးကျွန်တော်ဒီမှာပေါ့တွေပိတ် ဒီက cloud frame ရန်ဖြစ်နေလား မဟုတ်တယ်ကျွန်တော်ရုံးမှာအဲ့ cloud frame ကိစ္စပြဿနာတက်တယ် ဟုတ်ဗျာကြော ဟိုနေ့ကညကလည်း cloud file ကဘာဖြစ်တာလဲမသိဘူးရုတ်တရက်ကြီးလန့်သွားတယ် ဟုတ်ကဲ့ကျွန်တော်ပြဿနာတက်ကိုလင် share လို့ရလားကိုလင် share လို့ရကိုလင် subscribe share ပါလားကျွန်တော်ရက်ပေးမယ်လေ ခဏလေး share ပေးမယ်အဲ့ဒါဆို ကဲပါ ခဏလေး share ဆိုမှပျောက်သွားတယ်1 minute တော့ Safari မဟုတ်ကြီးကိုင်းတော့ဟုတ် မြင်ရပြီလား ဒီမှာပါဗျအဲ့ဒါကျွန်တော်ရဲ့ website ပါအဲ့ထဲမှာဖတ်ချင်တဲ့ဟာတွေအကုန်လုံးဝင်ဖတ်ကြည့်လို့ရပါတယ်အိမ်မှာဒါပြီးလက်လို့ရေးထားတဲ့ဟာဒီမှာပါမြန်မာလိုရေးထားတဲ့အပိုင်းကတော့ဒီမှာအကုန်လုံးဖတ်ကြည့်လို့ရပါတယ်အဲ့ထဲမှာနိပညာအကြောင်းကြီးကျွန်တော်ရောက်တဲ့ရောက်ရာတွေအကုန်လုံးရေးထားတယ်နော်အဲ့ဆိုရင်အဆင်ပြေသွားမှာပါ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ကောင်းပါပြီဗျာ အဲ့ဆိုရင်တော့ကျွန်တော်ရယ်ဟိုဟာလေးကျွန်တော်ဒီနေ့တစ်ခါလက်စားတယ်ကျွန်တော်မိတ်ဆက်ပေးခြင်းလို့ပေါ့လာတက်တဲ့လူတွေထဲမှာဒီ data science တို့ data analysis တို့ level တော့မဟုတ်ဘူး Python သုံးပြီးတော့ data တွေကိုဘယ်လိုမျိုးစနစ်ကျ landing လုပ်လို့ရမလဲဘယ်လိုမျိုးဘယ်လိုခေါ် explore လုပ်လို့ရမလဲဆိုတဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့ကျွန်တော် Python for data mastery ဆိုတဲ့ course လေးကိုကျွန်တော်မေလ6ရက်နေ့ဖွင့်ဖို့ရှိပါတယ်အဲ6ရက်နေ့ဖွင့်တဲ့လူတွေအကုန်လုံးဒီသင်တန်းတက်ထားဒီ webinar တက်ထားတဲ့ email ဆိုရင် email လေးပို့ပြီးတော့ပေါ့နော် email လိပ်စာလေးပြပြီးတော့ 10% discount Facebook မှာတောင်းယူလို့ရပါတယ်ဗျအဲ့တဲ့လူတိုင်းပေါ့နော်ဟုတ်ကဲ့ပါအကြိကိုကဒီ webinar တက်ထားတဲ့ဟေးဆိုရင်ဒီအတန်းမမဟုတ်နောက်အခြားတန်းနေကြလို့ရှိရင်လဲတစ်ချက်လေးပြပြီးတော့discount မင်းညမ်းကြည့်လို့ရပါတယ်ကျွန်တော်တို့ webinar ကြီးလာတက်တဲ့လူတွေအကုန်လုံးကျွန်တော်ကျောင်းက 5% 10% အများနဲ့ပေးလေးရှိပါတယ်ဗျကျေးဇူးအရင်တင်ပါတယ်ဟုတ်ကဲ့ဟာတနာကြီးခွဲကြော်ကို
အားလုံးဆိုင်တကယ်နေပေးရတဲ့အတွက်အကုန်လုံးအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပွဲကြီးကြရင်တော့အတူတူဆက်တွေ့ပါမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကဲကိုလွင်လည်းအရင်ကျေးဇူးပါကိုဖုန်းအရင်ကျေးဇူးတင်ပါတယ် โอเคကျေးဇူးထူပါဗျာ အဲ့ဒါကျွန်တော် အာ ရ နောက် ကြ တစ် ပါ ခါ မယ် ကြာရင် ဟုတ်ကဲ့ပြောပါ virtual campus မှာလုပ်ကြမယ် ဟုတ်တယ်နောက်တစ်ခါကြာလို့ရှိရင်ကျွန်တော် virtual canvas မှာလုပ်မယ် ကျွန် ကျွန် တော် တော် campus တွေ GC server ထောင်တာပြီးသွားပြီ ဟုတ်တယ် အာ sorry ပါဒီဘက်ကလည်းလုံးဝ rush လုပ်လိုက်လို့ပါကိုဖုန်းရယ်လုံးဝကိုဖုန်းရဲ့ campus သုံးပါတယ်ဗျာ ကောင်းပြီကောင်းပြီ see you ပါအားလုံး လုပ် ပဲ ရ ကျေးဇူး တာ တင် ပါ ပါတယ် ဗျာ see you ပါကျေးဇူးထူပါဗျာ ဟုတ်ကဲ့ကျေးဇူးပါ good night ပါ good night ပါ ခဏပါ ကလျာပြောပါမကလျာ အာ risk ဆန်လားမဟုတ်ပါဘူးရကျွန်တော်ပိတ်လိုက်တော့မယ်နော် အားနေနေ ဒီပါ ဟုတ်ကဲ့ပါ